Yawe yanetiti ma tayana taya thai choya la jabe gondo. Ame ma nyiko manama swera myuta yogi tura se a londo a. Ponimya Jesus hochayami tayagaro. Nidana waka tayo palido patesa tamok pada kane. Tesa tayo palido kanda waka tayo palido ne damatangani palido. Without the man, Atakarane Mahatiga Mahatatipadam, Pali Dodogo, a chicken hoja ato Boda Lanse Jin Se Jin Tearo Idearo Digo Moja Demi Manaja Jademi Tea Baishin Pido Mudo Tonloga Tuta Tabenu Miaswabia Shin, Kuromiaji, Konago Ayong Pew, Pido. No more that don't change, Nina Piabia, Carolaitia, Vaonsu, Namo, Nagawado. Namo Tata Bhagavado Arahado Dhamma Dhambuddhata Namo Tata Bhagavado Arahado Dhamma Dhambuddhata Odiyo Naduva Shinomya Buddha I Aluraja Jedurashe Arahanta Dasu Pito Mudo Mogo Sayaro Beyaji Nyandogo Utimata Bi Hocha Najama Pilido Jao Sayaro Beyaji Yeda Tikondo Mugedo Mula Nebia Lenga Sound Boku Ninya Piavia Yoba Buzo Bi Tayabwe Salai Jaya Aung Mula Nebia Pesa Nebu Alume lao chigli chata Myata do iriya popshe Sechanda lo time be Hoja ladan do Taya Dhamma Myago Ayondava Sematwabe Selenayu Matanayu Jababi To Alo Yogi Bao Turagandu To Alondo, Amiba Nikomanama, Swida Muda, Tura Sinodi, Pada Weya, Pioya Messe, Bevada Winivale, Boda Bada Wemaye, Turagang Tayago, Chinjan Chogo, Wamia Atuda Niyama, Yajo, Tanjo Bijo, Amubada, Tagna Achugo, Tebo Tayuete Niyama. Badu Lansen Layamale Arabaya Lansen Layame, Boda Lansen Layame. Araboda Lansen, Pero Merodaro Tamiro Pomondo, Line Naima Dalaye Payataro Tamiro, a city Pime Payaya Miro Mido, a city Pichale. Arabayane, a muto genes, and Payashu Goramaji Chama de Lansen and I. Beyashi Gormia Shika, who sounded lunch on time, a mirror below Pomono, Daru the middle light book, Malona Lodalai. Come me. Arabeyashi Goramiaji, Chin don't let Lansing or Lime Sura.
ဗုဒ္ဓလမ်းစဉ်ကလည်း2မျိုးရှိတယ်ဗုဒ္ဓလမ်းစဉ်ဘယ်နှမျိုးပါလဲအဲ့ဒီဗုဒ္ဓလမ်းစဉ်2မျိုးကဘာလဲဆိုရင်နံပါတ်1ဖယားဖြစ်အောင်ကျင့်တဲ့လမ်းစဉ်တဲ့နံပါတ်1ကဘာလဲနံပါတ်2ကတော့ဖယားဖြစ်ပြီးမှကျင့်တဲ့လမ်းစဉ်နံပါတ်2ကဘာလဲလမ်းစဉ်ဘယ်နှမျိုးပါလဲနံပါတ်1ကနံပါတ်2ကဟောလမ်းစဉ်ဘယ်နှမျိုးပါလဲဟောအခုလိုအမေးနဲ့အဖြေဟောတဲ့အခါကျတော့တို့သူတော်ကောင်းတွေကကိုင်းဆရာတော်မေးတာကိုဖြေနိုင်အောင်ကြိုးစားမယ်ဖြေနိုင်အောင်ကြိုးစားမယ်အဲ့လိုကြိုးစားတဲ့အခါကျတော့တခြားတရားအာယုံမှတပါတခြားအာယုံမလာတော့ဘူးစိတ်တွေပြန့်လဲမှုတွေလည်းမရှိတော့ဘူးဒါဘုရားရှင်ကိုရောမြတ်ကြီးတရားဟောတဲ့နိစ္စနစ်အမှန်အကန်မူရင်းကဒီအတိုင်းပဲလို့မှတ်ရမယ်နော်ဘုရားရှင်ကိုရောမြတ်ကြီးလက်တဲ့တုန်းကရှင်နန္ဒကတို့ရှင်ပုံနာတို့ဟိုဓမ္မကတိကဣတိရေဘွယ်ရတဲ့အရှင်မြတ်တွေပေါ့နော်ဒီတိုင်းဟောတာပဲသူတော်ကောင်းတို့အမေးနဲ့အဖြေဟောတာပဲအမေရှင်နန္ဒကမြတ်တရားဟောပြီဆိုဘေကုဏီမတွေအရှင်မတို့နဲ့ကျွန်ုပ်တို့ဟာဘဝတန်ត្រာတစ်လျှောက်လုံးဆွေမျိုးမတော်ဘူးသူမြည်တယ်မရှိဘူးတဲ့အမေရဲ့အဖရဲ့ဆွေမျိုးညာတကာရဲ့အားလုံးကတော်ဆက်ခဲ့ကြတာကြည့်ပဲတဲ့အဲ့တော့ဆွေမျိုးရေးချတွေပမာပဲရင်းရင်းနေပေါ့တဲ့မေးရင်လည်းဖြေပေါ့တဲ့ဟုတ်ရင်လည်းဟုတ်တယ်မဟုတ်လည်းမဟုတ်ဘူးအစရှိသည့်အပြင်ဒါမေးရင်ဖြေပေးပါတဲ့ကျွန်ုပ်ကအတင်တို့ကိုကျုပ်ရဲ့အမအရင်နှမအရင်တို့သဘောတာပြီးဟောပါမယ်လို့အရှင်နန္ဒကတရားဟောတိုင်းအဲ့လိုဆွေမျိုးဆက်ပြီးတော့မှယင်းဤကျွမ်းဝင်အောင်အရင်ဆုံးပြောဆိုပြီးမှတရားဟောတော်မူလေရှိတယ်။ဘာကြောင့်လဲဆိုတော့ကသူတော်ကောင်းတွေကိုတရားတုမြန်ရစေခြင်းလို့အဲ့တော့ဒီနန္ဒကဥပမာသွားကြည့်လိုက်လို့ရှိရင်အခြားဓမ္မဂရိကအကျော်မောဘုရားရှင်လက်ထက်ကအရှင်မြတ်တွေလည်းပဲဟောပြောပို့ချတာပါပဲဘယ်လိုပဲဟောပြောပို့ချပဲပို့ချညာတော်လည်းပဲသူတော်ကောင်းတို့ရင်ရှင်နန္ဒကဟောမှာပဲအဲ့ဒီဘေကုဏီမ900ကသောတာပန်တည်ရတယ်အဲ့ဒါကိုထောက်ချဉ္အပြင်သူတာဝကနဲ့သူချွတ်ရလိမ့်မယ်ဆိုတဲ့စကားကိုသူတော်ကောင်းတို့နားလည်ပေးရမယ်နော်မြတ်စွာဘုရားကလည်းတေချာပြောပြီးသားပဲဘုရားရှင်ကိုရောမြတ်ပြိဋိဘံဆန်တော့မယ်ဆိုတော့အရှင်အာနန္ဒာကျွပါအောင်ကိုတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအာနန္ဒာမင်းဘာအားငယ်စရာရှိလို့လဲကွယ်မင်းမှာပြီးသားကိစ္စအကြောင်းတရားရှိပါတယ်ဘုရားရှိခိုးတော်မြတ်ပြိဋိဘံဆန်တဲ့အချိန်မှာအရှင်အာနန္ဒာသောတာပန်အစဉ်မရှိသေးတယ်ဘာအစဉ်လဲသောတာပန်အစဉ်ဆိုတော့ဒေါသပယ်ပြီဗလားမပယ်ရသေးဘူးမပယ်ရသေးဒေါသောကောတိဝစတိဒေါသကနေသောကဖြစ်လာတယ်အဲ့ဒီမှာသောကကနေဘာတွေဖြစ်လာမလဲသောကပရိဒေဝဒုက္ခဒေါမနတာဥပယတာတဲ့သောကဆိုစိုးရင်ပရိဒေဝဆိုတာကငိုကြွေးတာပရိဒေဝဘာလဲအဲ့တော့ဒေါသမမပယ်နိုင်သေးရင်တော့စိုးရင်ချင်းငိုကြွေးမှုဆိုတာလာအောင်မယ်ဆိုတာဆုံးဖြတ်ပါအဲ့ဒါနဲ့จิตသားဘာအငယ်ကလည်းကွယ်จิตသားမှာပိပိသားကိစ္စရှိတယ်ဆိုတာသောတာပန်မှတစ်ဆင့်တက္ကရာအနာကယဟနာဖြစ်နိုင်တယ်တာပြောတာပဲဟုတ်ပြီလားပြီးတော့ဘုရားရှင်ကိုရောမြတ်ကြီးဖယားပြိဋိဘံစံသွားပြီလို့ရှိရင်အဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးငါဘုရားပြိဋိဘံစံပင်စံညာသွားတော့လည်းပဲငါဘုရားရှင်ကိုရောမြတ်ကြီးဟောကြားခဲ့တဲ့ဓမ္မခန္ဓာပေါင်း8000လေးတော့သုတ်ဝိနည်းအဘိဓမ္မာနိကေ900ပိဋက3ပုံအလုံးစုံသောတရားတွေရှိနေတယ်ကွယ်အဲ့ဒီတရားတော်တွေကိုစောင့်ထားတဲ့တန်ဃာတော်တွေမကွယ်ပသီးသမျှကာလပတ်လုံး၎င်းတရားတော်များပြတဲ့ခန္ဓာအာရဏဓာတ်သစ္စာပရိစ္ဆသမုပ္ပါအရှုခံအရှုညာပညာပရမအဖြစ်နဲ့အပြည့်သမထဝိပဿနာဆိုတဲ့နိဗ္ဗာန်ရောက်ကြောင်းတရားအစစ်ကတမောဇဘေကဝေအသင်္ကတဂာမိမေကောတိနိဗ္ဗာန်ခြေသားတို့အဘယ်တရားတွေနိဗ္ဗာန်ရောက်ကြောင်းတရားအစစ်ဖြစ်တယ်လေဘုရားရှင်ကိုရောမြတ်ကြီးတန်ရုပ်ပါဠိတော်မှာမေးတော့တန်ခါတပါးမှမဖြေနိုင်တဲ့အတွက်ဘုရားကသူကိုယ်တိုင်ပဲပြန်ဖြေရတယ်ဘယ်လိုပြန်ဖြေလိုက်လဲဆိုတဲ့အခါကျတော့အယံဝေါစတိဘိက္ခဝေအသင်္ကတဂာမိမကောတိဝိပဿနာဉာဏ်
အကျင့်ဝိပဿနာတရားဒီသာလျင်နိဗ္ဗာန်ရောက်ကြောင်းတရားအစစ်ဝိပဿနာတရားဒီသာလျင်ဘယ်ရောက်ကြောင်းတရားအစစ်ဗုဒ္ဓဘာသာမှန်လို့ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ခြင်းရဲ့ခန္ဓာပေါ်ဘာရောက်လို့ရမလဲခန္ဓာဉာဏ်ရောက်လို့ဖြစ်ပြမြင်ရင်ဘသူအယူကိန်းပြီတော့ဘုရားအယူကိန်းရင်ဘုရားသားတော်သမီးတော်တွေမဖြစ်ဘူးလားသောမံပတ္တတိပန္တိတောယောဓမ္မံပတ္တတိသောမံပတ္တတိပန္တိတောယောအခြင်းပုဂ္ဂိုလ်သည်ဓမ္မံသစ္စာတရားကိုပတ္တတိသိမြင်၏သောတောပုဂ္ဂိုလ်သည်မငါဘုရားကိုတည်သောမြင်သောပန္တိတောပညာရှိအစစ်ပြည့်ဟူ၍အဟံငါဘုရားသည်ဝဒာမိဟောတော်မူ၏တဲ့ဆိုလိုချင်တာကတရားကိုမြင်မှဘုရားကိုမြင်မယ်ပါတယ်လေဒါဖြင့်ဖြစ်ပြမြင်မှသားတို့သမီးတို့အဖေတို့မေတို့ဘုံဘုံတို့ဖယားနဲ့အမျိုးတော်မှာဖြစ်ပြမြင်မှသာလျှင်ဗုဒ္ဓဘာသာစစ်စစ်ဖြစ်မှာဟာရှင်မြတ်ဖြစ်ပြမမြင်ရုံနဲ့ခန္ဓာညာမရောက်နေနဲ့ဗုဒ္ဓဘာသာစစ်စစ်မဖြစ်တော့ဘူးလားဖေရအေးမဖြစ်တော့ဘူးအရှင်မြတ်ဘာကိုထောက်တာလဲဖေရဣမိနာပနညာနေနသမဏဂတဝိပဿကောဗုဒ္ဓသာသနေလတ္တသာသောလတ္တပဋိတောနိယတဂတိကောသုလာသောတာပန္နောနာမဟောတိနာမရူပပရိစ္ဆေဒကျမ်းဘုရားရှိခိုးတော်မြတ်ကြီးကိုတော်တိုင်းမိန့်တော်မူသွားတယ်ဒီစကားဣမိနာပနဉာဏ်နေနဣဉာဏ်သုံးဉာဏ်နှင့်ပြည့်စုံသောသမဏဂတောပြည့်စုံသောဝိပဿကောဝိပဿနာယောဂီသည်တဲ့ဉာဏ်ဘယ်နှဉာဏ်နဲ့လဲသုံးဉာဏ်ဉာဏ်ပညာလေအဲ့ဒီသုံးဉာဏ်ကဘာလဲဆိုသားတော်သမီးတို့အမေတို့ပြေတို့သူတော်ကောင်းတို့မှတ်တာတစ်ကြောင်းကျိုးသိတဲ့ဉာဏ်တက်ကဘာလဲနှစ်ယုတ်နံသိတဲ့ဉာဏ်နှစ်ကဘာလဲသုံးငါဖြစ်ပြမြင်တဲ့ဉာဏ်သုံးကဘာလဲဉာဏ်ပညာလေဒီဉာဏ်သုံးဉာဏ်ရတတ်တဲ့ပုဂ္ဂိုလ်သည်ဣမိနာပနဉာဏ်နေနာသမဏဂတောဝိပဿကောဗုဒ္ဓသာသနေသာသနာတွင်သာအစစ်ဖြစ်ပြီဖယားသားတော်သမီးတော်အစစ်ဖြစ်ပြီဒါပြောတာလတ္တသာတော်လူတိုင်းမရတဲ့အခွင့်အရေးကြီးသူရသွားပြီဗုဒ္ဓဘာသာတော်တော်များများပြန်ကြည့်လိုက်ပါလားဗုဒ္ဓဘာသာတရားမှာ90ကအတု10ယောက်လောက်ပဲခန္ဓာချင်းအလုပ်ကိုလုပ်ကြတာဒါတော့မှဘုန်းကြီးပြောတာလွန်နေအောင်ပါဖယားဟောပါဠိတော်နဲ့ချိန်ကြည့်မယ်ဆိုရင်မင်းတို့ငါဘုရားရှိခိုးတော်မြတ်ပြောတဲ့စကားမင်းတို့ယုံခြင်းလဲယုံမယုံခြင်းလဲနေသတ္တရောအပါယတကဂေဟတတိတာတဲ့သန္တာရ၄ပါးသောအပယ်၄ပုံတို့သည်တငါဂေဟတတိတာတတ္တဝါတွေအမြဲတမ်းအိလူတသိန်းတည်းရင်လူတယောက်ပြန်မဖြစ်ဘူးကွမှတ်တာလူတသိန်းတည်းရင်ဟာဒီလူဘဝသူကတိတယောက်ပြန်ရောက်ဖို့အလုံးနဲ့ခဲရင်နဲ့ကွာခန္ဓာပေါ်ပါမရောက်လို့ကွက်ကိုတွေးကြည့်ပေါ့တနေ့တနေ့ကုသိုလ်နဲ့အာကုသိုလ်ဘယ်ကများတော့အာကုသိုလ်ကများတယ်ဘယ်သူမှရိုက်မစစ်ဘူးဟုတ်လားအဲ့တော့ကုသိုလ်လှုပ်ထားတာလည်းမရှိလားရှိလားကုသိုလ်ကိုချိန်ဝင်တစ်ဖက်အာကုသိုလ်ကိုချိန်ဝင်တစ်ဖက်ထဲ့ချိန်ကြည့်ရအောင်ဘယ်ဘက်ကလေးမယ်တယ်နော်ပြောဘယ်ကလေးမလို့ချိန်ဝင်မှာဘာပါတော့ရှာချိန်ဝင်မှာဘာပါတော့ရှာကပေါ့တစ်ဖက်ပြမလားလေးတစ်ဖက်ထွက်ပြလားဘယ်ဘက်ကလေးတော့အာကုသိုလ်ဘက်ကလေးတော့ရှာကအာကုသိုလ်ပဲမထုတ်လားထွက်လာလားမှတ်တာအာကုသိုလ်နဲ့သိရှာထွက်သိမယ်လို့ပြောတာဘာထွက်သိမှာလဲဒီမှာဈေးတယ်လည်းနဲတာမဟုတ်ဘူးနေ့တိုင်းကိုယ်ကြိုက်တဲ့ချင်းဝင်ကကိုယ့်ကိုနေ့တိုင်းမလုပ်နဲ့တရားဟောကောင်မကြီးဈေးကြီးရောင်းနေငါလို့ရှာထွက်မယ်သူချင်းဝင်ကနေ့တိုင်းတရားဟောနေတယ်ဗျဟုတ်လားအဲ့တော့လေးလမကလေးတော့အဲ့ဒီရှာလေးကအပေါ်ထောင်ပြလားအောက်ဆိုင်ပြလားတတိထားအမေတို့ဘေတို့သားတို့သမီးတို့ဖုံဖုံတို့ရဲ့တန်တရာချင်းဝင်ရှာကကန့်ချင်းဝင်ရှာကအောက်ကိုဆိုင်ပြနေပြီဟဲဘာဖြစ်လို့အကျုံမပေးသေးတာတော့မသေးသေးလို့ဘာလို့အကျုံမပေးသေးတာတော့ဟာသိရင်တော့အမလေးစွမ်းမတော့နဲ့မကျွတ်ဘူး
တောင်းလျှောက်ပဲစဉ်းစားပါဒါ6ဟောတယ်လို့မထင်ပါနဲ့ကိုနေပုံထိုင်ပုံကိုကိုယ့်ကိုပြန်တွေးကြည့်ပါကဲကောင်းပြီဒါဖြင့်ဘုရားရှိခိုးတော်မြတ်ကြီးကဖယားပြည့်ရအောင်ယူခဲ့တယ်ဆိုတာသူတော်ကောင်းတို့အပူဇော်ခံခြင်းလွန်းလို့အကိုးကွယ်ခံခြင်းလွန်းလို့ပရိသတ်အတိုင်းအဝိုင်းတပိတောင့်တင်းခြင်းလွန်းလို့နာမည်ဂုဏ်သတင်းကြော်ကြားခြင်းလွန်းလို့မဟုတ်ပါဘူးအဖေတို့ကတ်တဲ့ဆွန်အမေတို့ကတ်တဲ့ဆွန်သားတို့သမီးတို့လူတဲ့ပန်းမှန်ပရိသာလေးတွေအနံ့အသက်ကိုရှူခြင်းလွန်းလို့အမွေးရနံ့ဖျောင်းတိုင်အစရှိသည့်အပြင်ဒီအရသာတွေခံစားခြင်းလွန်းလို့အဖေတို့မေတို့သားတို့သမီးတို့ကတ်တဲ့တောက်တော်ရီကိုဇိမ်ခံတောက်ခြင်းလွန်းလို့ဖယားဖြစ်ရယူခဲ့တာဟုတ်ပါပိဋကသမုပ္ပါဠိတော်လှန်လောရှာဖို့ကြည့်ငါဘုရားကိုစွန့်တော်တင်ကြငါဘုရားကိုပန်းတော်လဲကြငါဘုရားကိုတောက်တော်ရီနေတိုင်းကတ်ကြအဲ့ဒီလိုအရေးဆိုတောင်းဆိုသွားတာတခွန်းမှမရှိခဲ့ဘူးမှတ်တာတို့ဘုရားကတခွန်းမှမပြောခဲ့ဘူးဒါပေမဲ့ဖယားမပြောဘဲနဲ့ရှေ့လူကြီးသူမတွေကဟာဘာဖြစ်လို့ဒီစွန့်တော်တင်ပန်းကတ်ချင်ဆိုတဲ့အလုပ်တွေလုပ်ကြတာလဲကျေးဇူးရှိလို့ကျေးဇူးပြန်ဆက်နေကြတာရှင်းမလားဖယားရှိရဲ့ကျေးဇူးကပါလားဖယားရှိကိုရမြတ်ကြီးလောကလည်းပွင့်တော်မူလာမှဒါသည်ကုသိုလ်ဒါသည်အကုသိုလ်ဒါသည်အကြောင်းဒါသည်အကျိုးဒါသည်ယုတ်ဒါသည်အဖြစ်ဒါသည်သမုဒယသစ္စာဒါသည်ဒုက္ခသစ္စာဒီလိုခွဲခွဲခြားခြားဝေဝေဖမှန်သိခွင့်ရတယ်ဆိုတာလောကလည်းဘယ်သူပွင့်လို့လဲဒါပေမဲ့ဒီအတိကလေးကလည်းပဲသူတော်ကောင်းတို့ပြန်ကြည့်စမ်းတဘဝစာတဏ္ဍစာအတိလားတတန်တရာလုံးငြိမ်းအေးတဲ့အတိလားဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးလေဖယားပြည့်ရအောင်ကြိုးစားခဲ့တယ်ဆိုတာကဂုံလိုခြင်းလက်လိုခြင်းပကာသနလိုခြင်းတော့မဟုတ်ဘူးဘာအတွက်ဘုရားအပြည့်ရအောင်ကြိုးစားခဲ့တယ်လေနံပါတ်1လောကထစရိယာဘာစရိယာလဲလောကကြီးအတွက်အလုံးလုံးပေးခြင်းလို့ပြောပါလေအဲ့ရည်ရွယ်ချက်အတိုင်းပဲဖယားဖြစ်တဲ့နေ့ကစပြီးတော့မှတစ်နေ့24နာရီရှိတယ်2နာရီမျှပဲခဏခဏနားတယ်22နာရီလုံးလုံးအလုပ်တော်မူတယ်ကမ္ဘာလောကကြီးထဲမှာဝိရိယအကောင်းဆုံးပုဂ္ဂိုလ်ကိုညွှန်ပြပါဆိုဖယားမှတပါညွှန်ပြပွဲရအကြောင်းတရားမရှိပါရှင်းမလားမေတ္တာအကြီးဆုံးကရုဏာအကြီးဆုံးပုဂ္ဂိုလ်ဒုပုဂ္ဂိုလ်မြတ်ကြီးကိုပြပါဆိုမဟာလူသားမြတ်ဗုဒ္ဓကလွှဲ၍ကျန်တဲ့ပုဂ္ဂိုလ်ညွှန်ပြစရာအကြောင်းမရှိပါဘူးအားလုံးသဘောပေါက်ရလားသားတို့သမီးတို့ရေအဖေတို့မေတို့သူတော်ကောင်းတို့ကိုကိုကိုတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့အကြောင်းကိုတော့ခြေခြေမြင့်မြင့်ကလေးနားလည်ထားဖို့မလုံလားလို့လားအလုံးမတန်လိုပါတယ်ကောင်းပြီဒါဖြင့်ဘုရားရှင်ကိုတော်မြတ်ကြီးတွေနံပါတ်1လောကဓာစရိယာဘာစရိယာလဲပြီးတော့သူ့ရဲ့သားတော်များကိုလည်းပဲလေသေချာမှားတော်မူတယ်ဘုရားရှင်ကိုတော်မြတ်ကြီးရှေ့ကဥဆောင်ပြီးတော့လမ်းကြောင်းမှန်ကိုရှောက်နေတဲ့အချိန်အဲ့ဒီလမ်းကြောင်းနဲ့ချက်သားတို့လိုက်ကြဇရထဘိကဝေစာရိကံဒေတေထဘိကဝေဓမ္မံဘောဇနာဟိတယဘောဇနာဒုက္ခယချက်သားတို့ကျောင်းထဲမှာကြီးအောင်းမနေကြနဲ့လှဲ့လေခြင်းအမှုကိုပြုကြအဲ့ရည်ရွယ်ချက်ကရှောက်လေခိုင်းတယ်လို့အတိတ်မကောက်လိုက်နဲ့လွှဲသွားမယ်အဲ့ဒါထိတန်လန်းလျှောက်အုတ်ချမ်းမြတ်ပေါက်ကလေးကဝအမိချက်မိစားခေါင်းချက်ကောင်းစားအုတ်တီပါတိသူ့ပြစ်ငါမပြောငါပြစ်သူမပြောဒါမျိုးခိုင်းတာမဟုတ်ဘူးဟိုလပိတ်ဆိုင်တိုင်းဒီလပိတ်ဆိုင်တိုင်းဟိုကိုရဆိုင်ဒီဒါလုံးပြောတာမဟုတ်ဘူးဗျာကဟိုလျှောက်လက်ဒီလျှောက်လက်ဒကာဓမ္မတွေလျှောက်လက်ခိုင်းတာမဟုတ်ဘူးကုလူပကအိမ်နေလျှောက်လက်ခိုင်းတာမဟုတ်ဘူးဖယားရှိခိုးတယ်ဘလောက်စီကံကောင်းတယ်လဲစွန့်ခံတာတော့မှအိမ်ထိုင်တာဖယားရှိခိုးတယ်မြတ်ခွင့်မပြုဘူးတန်းစောမှခွင့်ပြုခဲ့တာအိမ်တိုင်းလည်းအဲ့စကားတွေပြောမိရောအိမ်ကအတန်လေးကြားရင်ကိုယ်လေးစိတ်လေလူထွက်သွားရောဟုတ်မလားဒါတွေအများကြီးရှိတယ်ကဲဒါကြောင့်မလို့အိမ်တိုင်းတဲ့ကိုတန်းစွန်းတွေကိုပဲဖယားရှင်ကိုယ်တော်လက်ထက်ကခွင့်ပြုတော်မူခဲ့တယ်ဟုတ်မလားနော်ဒီခုခေတ်ထဲမှာလည်းကျေးဇူးရှင်ဆရာတော်တမတော်တချို့သာသနာကြီးတွေဟာတန်းစွန်းကိုသာလင်ခွင့်ပြုတော်မူခဲ့တယ်တန်းကြီးကြွဘယ်အိမ်မှမထိုင်ရဘူးဘယ်အိမ်မှမဝင်ထိုင်ရဘူးဟုတ်မလားကဲကောင်းပြီဗျအဲ့တော့စရဏဘိကဝေစာရိကံဒေတေထဘိကဝေဓမ္မံဘာလို့ဘုလက်ခိုင်းတာတရားဟောဖို့ဘာလို့ဘုလဲဟာတရားဟောဖို့ဆိုတာဘာတာဝကစုဆောင်ရလားဘုံကြီးဖို့လားလက်လာပါကျိုးလားနမဂုံတရင်ကြီးကျယ်ဖို့လားမဟုတ်ဘူး
အဲ့ဒီရည်ရွယ်ချက်နဲ့ဆိုရင်တရားကိုဟောမနေနဲ့ဒေသတစ်ခုကိုရောက်ပြီဆိုငါဘာပေးဆက်ခဲ့ရမလဲဆိုတော့နှလုံးသားနဲ့သွားမအောင်မြင်မှုမရှိဘူးအောင်မြင်တယ်ပေးကမ်းခြင်းတွေအောင်မြင်ရ၏တဲ့လောကမှာမှတ်ထားသူတော်ကောင်းတို့စုပ်ရင်ကျဲတယ်ကျဲရင်စုတယ်တဲ့ဗါတဲ့ဟုတ်တယ်စုပ်ရင်ကျဲတယ်ဆိုတာဘာပြောလဲအိုးရသမျှငါပုငါဥစ္စာဆွဲထွေပွေတာဘယ်သူမှမပေးဘူးမကန်းဟာကုမ္ပဏီပိုင်ရှင်တဲ့ကုမ္ပဏီပိုင်ရှင်မလို့အလုပ်ရှင်ကြီးအလုပ်ငန်းရှင်ကြီးတွေမလို့ရသမျှအကုန်လုံးငါ့အိတ်တယ်ပဲငါတော့ပဲစုတာအောင်မြင်တိုးတက်တယ်ဆိုတာတူးတယောက်တည်းနဲ့မဟုတ်ဘူးညဟဲ့ဒီအလုတ်သမားအားလုံးဒီအလုတ်ရှင်ရဲ့ကျေးဇူးရှင်ဟုတ်မလားဒါပဲအလုတ်ရှင်ဒီအလုတ်သမားအားလုံးရဲ့ကျေးဇူးရှင်အပြတ်မြတ်အလှမ်းအင်းညမင်းညသာဇာတပစ္စည်းရကျေးဇူးပြုနေကြတာဒါကြောင့်မလို့အမေတို့အဖေတို့လုပ်ငန်းရှင်တွေစီးပွားရေးရှင်တွေမှာအများကြီးပါတယ်အောင်မြင်တိုးတက်ခြင်းနဲ့ဆိုရင်မိမိရဲ့လုပ်ငန်းလုပ်နေကြတဲ့အတူညီကွန်မန္တမတွေကိုမိသားစုလို့သဘောထားပေးပါမင်းကအလုပ်သမားငါကအလုပ်ရှင်အဲ့ဒီစိတ်ဓာတ်မျိုးထားနေတဲ့များကာလပတ်အဲ့ဒီလုပ်ငန်းရဲ့အောင်မြင်မှုဒီတိတိကျကျမရတကယ်ချွန်းချွန်းမြောင်မြောင်စိတ်ချမ်းချမ်းသာသာနဲ့အောင်မြင်လိမ့်မယ်လို့တော့မထင်ပါနဲ့ဘသူအပေါ်မှာမှစိတ်မချလက်မချနေတိုင်းအပူလုံးတကြွနဲ့ယောဂီတပည့်တွေကိုစောင့်ကြည့်နေရတယ်ဘာလို့မိသားစုစိတ်ဓာတ်မထားခဲ့လို့တော့ပေါ့လားအဲ့တော့တကယ်အောင်မြင်တိုးတက်ခြင်းနဲ့ဆိုရင်ဘာစိတ်ဓာတ်ထားမလဲမိသားစုစိတ်ဓာတ်ဘာစိတ်ဓာတ်လဲဟဲ့အလမတန်အရေးကြီးတယ်လို့မှတ်မယ်နော်ဒါဖြင့်သူတော်ကောင်းတို့ဘုရားရှိခိုးတော်မြတ်ကြီးကဟိုလဲဒီလဲလျှောက်လဲခိုင်းတာမဟုတ်ဘူးဒေသေတဘိကဝေဓမ္မံတရားဟောဖို့နာမည်ကုန်တဲ့လလမကြီးဖို့မဟုတ်ဘူးဘဟုဇနာဟိတယလူတွေကြီးပွားဖို့အတွက်ဘဟုဇနာဒုက္ခယတတ္တဝအများတကယ်ချမ်းသာစေချမ်းသာမှန်ဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့သောတာပန်တည်ဖို့ငရဲတိဋ္ဌံပိဋ္ဌအတုရကဲဆိုတဲ့အပယ်လေးပါးလက်ကလွတ်ဖို့ဒိဋ္ဌိပြုတ်ဖို့တုံညတစိုက်ဖို့ခန္ဓာပေါ်ဘာရောက်ဖို့လဲအဲ့ဒီတရားတွေများများဟောရမယ်ရှင်းလားဘုရားရှိခိုးတော်မြတ်ကြီးငါဘုရားရှိခိုးတော်မြတ်ကြီးဟောကြားတော်မူခဲ့တဲ့ဓမ္မခန္ဓာပေါင်း8000တောင်သုတ်ဝိနည်းအဘိဓမ္မာနိကေ900ပိဋကသုံးပုံအလုံးစုံသောတရားတွေမှာတူရကိုပေါင်းစုလိုက်လို့ရှိရင်ဟဲ့ဒီအဘိဓမ္မာတရားအစကွယ်မှာတဲ့ဘယ်တရားအစကွယ်မှတ်တဲ့အဖေတို့မေတို့သားတို့အဘိဓမ္မာတရားဆိုအခုနာနေရတဲ့သစ္စာတရားခန္ဓာဉာဏ်ရောက်တရားပဋိစ္စသမုပ္ပါတရားဝိပဿနာတရားကိုတုံညတတရားအဘိဓမ္မာတရားလို့ခေါ်ပါတယ်ဗျာတရားကွယ်ရဲ့အဒီတရားကစကွယ်မှာရှင်းမလားအခုဆိုလို့ရှိရင်ဒါတော်တော်များများဟာဒီလိုဝိပဿနာတရားသစ္စာတရားခန္ဓာဉာဏ်တရားဆိုတဲမနာတတ်တော့ဘူးဒါရမအခုဒီလောက်ဒီသစ္စာတရားမှာပြိတ္တတွေပြည့်ရှံနေတယ်ဆိုတာကအလွန်မတန်မှရှေ့တပေါင်းနဲ့အညီကြည်စံဝိမု ക്തി တပတ်ပြန်ပရမတ္တန်ကြားရစမြဲသာသနာတဝက်ဓမ္မဆက်ပါရမီရှင်တွေများတဲ့ဒေတာမလို့ဒီလောက်ပြိတ္တများနေတာဟုတ်မလားဟဲ့ကိုယ်နဲ့ကိုဝိနုစိတ်တောက်ပြီးအားငယ်မနေနဲ့အားလုံးဟာတမ္ပန်ပုဂ္ဂိုလ်တွေလားသောတာပန်လောင်းနေလားရဲ့သစ္စာတရားဟောရင်ကြိုက်မကြိုက်မကြိုက်တော့ကဘာတတ်နိုင်တာမှလို့ဟုတ်တယ်လေဟောတဲ့ဘုရားဟောနေမှာတော့မကြိုက်လဲငုတ်တုတ်ထိုင်တော့ကြိုက်လဲငုတ်တုတ်ထိုင်တော့ပေါ့အဲ့လိုလားဟာမဟုတ်ပါဘူးဒီဆရာတော့ဒီပလင်မတက်ဒီတရားဟောမယ်ဆိုတော့လူတိုင်းမသိလားသိလားတိပါရက်ကနေလာတယ်ဆိုတော့ကဒီသစ္စာတရားကိုမနာကြလို့နာကြလို့လားကောင်းပြီဘုရားရှိခိုးတော်မြတ်ကြီးနံပါတ်1လောကတ္ထစရိယာဘာစရိယာလဲလောကကြီးကောင်းစားရေးဘာကောင်းစားရေးလဲနမနဲ့ညာတတ္တစရိယာဘာစရိယာလဲဆွေမျိုးတွေကိုပြစ်ကမထနဲ့သင်္ဃာတရားဖြင့်ချီးမြှောက်လေညာတကနင်းစသင်္ဃဟောဟုတ်မလားနံပါတ်3ကတော့ဗုဒ္ဓတ္တစရိယာနံပါတ်3ကဘာလဲကိုယ်တိုင်ခန္ဓာပေါ်ဉာဏ်ရအောင်ကြိုးစားကိုယ်တိုင်သစ္စာသိအောင်ကြိုးစားကိုယ်တိုင်ကိုချင်းတရားကောင်းအောင်ကြိုးစားမိမိကိုကောင်းအောင်ကြိုးစားမိဟုတ်လားမိမိတန်ကိုကောင်းအောင်ကြိုးစားမိမိမိတန်မိတွေကောင်းအောင်ကြိုးစားမိဆရာတော်တငယ်ပြန်နေတာအောင်းမနေနဲ့မှတ်တာအဲ့ဒါဘာပြောလိုက်လဲဗုဒ္ဓတ္တစရိယလောကတ္တစရိယညာတ္တစရိယ
စရိယာသုံးပါးကိုငယ်ကလေးကသင်ခဲ့ရတယ်ဆိုတာကိုပြောနေတာမိမိကိုကောင်းအောင်ကြိုးစားမိအတ္တတမပဏိတိစေဘာလဲအတ္တတမပဏိတိစေအောင်မြင်တိုးတက်ခြင်းတဲ့ပုဂ္ဂိုလ်တိုင်းကိုဂရုစိုက်ပါတဲ့ကိုလေးစားပါကိုတန်ဖိုးထားပါရှင်းမလားကိုတန်ဖိုးထားတာကိုသီလသမာဓိပညာနဲ့စောင့်ရှောက်တာကိုတန်ဖိုးထားတယ်လို့ခေါ်ပါတယ်တက္ကနာပြည့်ရလူဘဝအလွန်မတန်မှသူတော်ကောင်းတို့အနစ်ရှိတဲ့ဘဝလေးမှာတန်ဖိုးရှိတဲ့လူသားတွေဖြစ်အောင်ကြိုးစားကြဖို့မလုံလားလို့သလားဗုဒ္ဓတ္တစရိယဘုရားရှိခိုးတော်မြတ်ကြီးကသူကိုယ်တိုင်လည်းသစ္စာသိအောင်မကြိုးစားလားကြိုးစားလားသူကိုယ်တိုင်လည်းသစ္စာသိအောင်ကြိုးစားတယ်ဗုဒ္ဓဘောဓိယံသူကိုယ်တိုင်သစ္စာသိတယ်လို့အဖေတို့အမေတို့သားတို့သမီးတို့ဘုံဘုံတို့ကိုလည်းဘာသိစေချင်တာလဲဒါနတရားတွေဟောပေးတာဘာသိစေချင်လို့ဟုတ်တယ်သီလတရားတွေဟောပေးတာလဲဘာသိစေချင်လို့သမထတရားတွေဟောပေးတာလဲဘာသိစေချင်လို့သစ္စာဝိနိမုတ်တော့ဓမ္မောနာမနတ္တိသစ္စာမှလွတ်သောတရားမြည်သည်မရှိပါဘူးတဲ့တရားတကတရားဓမ္မဘယ်တရားသည်အမြတ်ဆုံးလဲရဲပြောဘယ်တရားသည်အမြတ်ဆုံးဟာအရှင်မရဒါနတရားကမမြတ်ဘူးလားဖေရမမြတ်ပါတယ်မမြတ်ဘူးလို့မပြောဘူးဒါပေမဲ့ဒါနတရားမြတ်တဲ့နေရာမှာသူကိစ္စသာသူဆောင်ရတဲ့သူများကိစ္စကိုမကူညီနိုင်ဘူးဗျရှင်းမလားဆိုလိုချင်တာကသူအကျိုးပဲသူဆောင်တယ်သူများအကျိုးကိုမဆောင်ရနိုင်ဘူးဒါကြောင့်မလို့လဲမန္လိကာမိဖုရားတို့ပြန်ကြည့်လိုက်ပါလားဒီလောက်ဒီနေ့စဉ်နဲ့အမြဒါနတွေလုပ်ခဲ့တယ်အာသရိတဒါနရှင်ကြီးဖြစ်ခဲ့ပေမဲ့လည်းပဲရှင်မြင်းကိုလိန်ခဲ့တဲ့အာကုသိုလ်ကြွေးလေးသူ့မှာမရှိလားရှိလားသေကံလေးကြတော့ဟာငါရှင်မြင်းကြီးလိန်ငမ်းမိပါလားဆိုအဲ့ဒီလိန်ခဲ့တာလေးသွားပြီးတော့မှဖြတ်ကနေဆိုတာနောင်တရတယ်ပေါ့ဗျာကုတ်ဆဖြစ်သွားတယ်ကုတ်ဆဆိုတာဒေါသောအတ္တမစ္စရိယံကုတ်စဉ်းစားတည်တဲ့အမေတို့ဘေတို့သားတို့သမီးတို့သူတော်ကောင်းတို့အရိယာဒီလာပုထုဇဉ်ဒီလားရဲပြောအရိယာဒီလားပုထုဇဉ်ဒီလားပုထုဇဉ်ဒီပုထုဇဉ်ဆိုတဲ့အတွက်ကြောင့်မလို့ပုထုဇဉ်တို့ရဲ့တဘာဝအတိုင်းအဖေတို့အမေတို့သားတို့သမီးတို့သူတော်ကောင်းတို့မမာသောရှင်းနေမတည်သောစေတမာတဲ့အဲ့တော့ယတ္တဗလံယတ္တမလံယတ္ထအကုတလံယောဟန်ဧဝမကတိယတ္တဗလံယတ္တမုံလံယတ္တအကုတလံမိုက်သည့်အလျောက်တူဝေသည့်အလျောက်မလိမ္မာသည့်အလျောက်မတိသည့်အလျောက်ပျော်မှဆိုမှလေးတွေဟာမရှိလားရှိကြလားဒါအလုံးဘုံမဆာအလုံးတရားတွေလို့မရှိလားရှိသလားကိုတဲလဲစင်စင်လုံးကြောမထင်နဲ့နော်အလုံးမှာအပြစ်အနာစာလေးတွေမရှိလားရှိလားရှိတယ်အဲ့ဒီအပြစ်အနာစာလေးတွေကိုသူတော်ကောင်းတို့ခြေဖြတ်နိုင်တဲ့အလုပ်ကဝိပဿနာအလုပ်ဘာအလုပ်အဲ့ဒီအမေတို့ရဲ့အပြစ်အနာစာကိုဒါနကမပယ်နိုင်ဘူးဗျသီလကလည်းမပယ်နိုင်ဘူးမပယ်တတ်နိုင်ဘူးပြောတာမတားမြစ်နိုင်ဘူးပြောတာဒါနကဒါနတတအကျိုးပေးမယ်သီလကသီလတတအကျိုးပေးမယ်ဟိုဘက်ကလောဘဒေါသမောဟနဲ့ဖြစ်ထားတဲ့အာကုသိုလ်ကြွေးကိုသူမပယ်တတ်နိုင်ဘူးရှင်းလားအမေတို့ပေတို့သားတို့သမီးတို့ပုံပုံတို့မတိတဲ့အလျောက်မိုက်တဲ့အလျောက်တူဝေသည့်အလျောက်ပြစ်လုပ်ထားတဲ့အာကုသိုလ်ကြွေးကိုပယ်တတ်နိုင်တာဒီတခြားလားညံလားဘာညံလဲမေးတော့သစ္စာသိတဲ့ညံပြောပါကြလဲဝိပဿနာညံပေါ့ဗျာတတိပြောဖြစ်ပြမြင်တဲ့ညံပေါ့ဗျာဒီတဲ့တိုးပြောရင်မဲ့ညံပေါ့ဗျာရှင်းမလားဒီမဲ့ညံပုံညာကလည်းစူတောင်းနဲ့ရမလားကြည့်ယူမှရဒါကြောင့်ဗုဒ္ဓတ္ထစရိယာပြောပါလေဒါပြင်ကိုကောင်းအောင်ခန္ဓာဉာဏ်ရောက်အလုပ်လုပ်လို့ဖြစ်ပြမဲ့ကြိုက်အောင်ကြိုးစားနေတာဒီဘာစရိယာလဲဗုဒ္ဓတ္ထစရိယာဖယားဖြစ်အောင်ကျင့်ကြတဲ့လမ်းစဉ်ထဲမှာပြန်ကြည့်လိုက်ဟာဒီစရိယာ၃မျိုးစရိယာဘယ်နှမျိုးလဲ1လောကတာစရိယာ2ညာတနာစရိယာ3ဗုဒ္ဓတ္ထစရိယာဘသူရဲ့လမ်းစဉ်လဲဒါပြန်ဗုဒ္ဓလမ်းစဉ်ဆိုတော့သားတို့သမီးတို့အဖေတို့မေတို့ပုံပုံတို့ကဘယ်ဘာသာဝင်လဲဟဲ့ဟာဗုဒ္ဓဘာသာဝင်ဆိုဘသူလမ်းစဉ်လိုက်ရမယ်ဒါကြောင့်မလို့ဗုဒ္ဓလမ်းစဉ်ကျင့်စေခြင်းလို့ပြောတာဗျရှင်းမလားအဲ့တော့တို့ဘုရားရှိခိုးတော်မြတ်သူကိုယ်တိုင်လည်းသစ္စာသိအောင်ကြိုးစားတယ်
ဓမ္မဝိနည်းတတ္တဝါတွေကိုလည်းကညာတတ္ထနိစ္စညာတကနိစ္စသင်္ကောဆွေမျိုးတွေကိုပြကမ္မဋ္ဌာန်းနဲ့သင်္ဃာတရားဖြင့်ချီးမြှောက်လေတဲ့ကြည်စံတို့ဘုရားရှင်ကိုရောမြတ်ကြီးဖာကမဲတော်သုတ်တော်ရဏမင်းကြီးကိုထီးပြူအောက်ကနေပြီးတော့မှအိုးမပြည့်အိမ်မပြည့်နမ်းမပြည့်ထီးမပြည့်ပဲနဲ့မင်းမြောက်တစား၅ပါးစုံကြီးစွာနဲ့ဝစ်စင်ထားရင်ကနေပြီးတော့မှသောတာပန်တက္ကရကံအနာကံယဟန္တာဖြစ်အောင်ကျေးဇူးမဆက်ဘူးလားဆက်သလားထီးပြူတော့အောက်မှာပဲပြိဋိဘံဆံပြီးထီးပြူအောက်ကပဲဓာတ်တော်တွေကြားခဲ့ရတယ်ရှင်တော်ရှင်လားအားလုံးသဘောကျရလားစဉ်းစားပါညတကနင်းစတဲ့ကောမိတွေတော့ဂေါတမီကြည်စမ်းဘာနဲ့ကျေးဇူးဆက်တာလဲတရားနဲ့ကျေးဇူးဆက်တာကျွေးမမေလေဟုတ်မလားကြည်စမ်းဆွေမျိုးချင်းချပြီးသားတော်လေးရဟုလားတခါပါရမီဖြစ်ပဲရတော်တရာဆွေမျိုးတွေကိုပြကမ္မဋ္ဌာန်းနဲ့သင်္ဃာတရားဖြင့်ချီးမြှောက်လေဒီတတော်ဆွေမျိုးညာတကာတွေသာသနာပေါင်းမှာဝင်ရောက်ပြီးတော့မှခန္ဓာညာရောက်ဝိပဿနာအလုပ်လုပ်လို့သောတာပန်တက္ကရကအနာဂတ်ယန္တာတွေဖြစ်သွားကြတယ်မရှိလားရှိလားဒီပြင်တော့ဖယားရှိခိုးတော်မြတ်ကြီးအလောင်းတော်မွေးဖွားပြီးတော့9ရက်နေတော့မေတော်မာယာနတ်ရွာမဆန်းလားဆန်လားမေတော်မာယာနတ်ရွာဆန်ပြီးတော့ဟိုးတုတိတနတ်ပြည်မှာမေတော်မိနတ်သားကြီးဖြစ်6ဝါလွန်မြောက်9ဝါရောက်တော့ဘုရားရှင်ကိုတော်မြတ်ဖယားဖြစ်ပြီး6ဝါလွန်မြောက်9ဝါမြောက်အချိန်ပြောတာဗျာဖယားရှိခိုးတော်မြတ်9ဝါမြောက်ဝါကိုနတ်ပြည်မှာဝါဆိုတော်မူတာအဲ့ဒီမှာအဘိဓမ္မာ9ကျမ်းပဋ္ဌာန်းအပါနတ်ပြည်မှာဟောတယ်ဘာဖြစ်လို့နတ်ပြည်မှာတက်ဟောတာလဲ1နတ်သားနတ်သမီးတွေညံကောင်းခြင်းကတစ်ချက်နံပါတ်2ကတော့အမိကိုကျေးဇူးဆက်ခြင်းလို့ဘု து ကျေးဇူးဆက်ခြင်းလို့ဒါကြောင့်ပဋ္ဌာန်းတရားမိဘကိုကျေးဇူးဆက်တဲ့တရားအဘိဓမ္မာတရားဆိုတာမိဘကိုကျေးဇူးဆက်တဲ့တရားရှင်းမလားအဘိဓမ္မာတရားဆိုတာတတန်တရာလုံးကချစ်ခဲ့တဲ့အချစ်တွေကိုတလဟောအကုန်ပုံပေးလိုက်တဲ့တရားရှင်းမလားဒါကြောင့်မြတ်စွာဘုရားကချစ်သားအာနန္ဒာမင်းကိုတကာတကမမင်းတကယ်ချစ်တယ်တကယ်ကျင်နာတယ်တကယ်ညံ့လို့တကယ်တမိုးတာတကယ်ကျေးဇူးဆက်ချင်တယ်ဆိုမင်းသစ္စာတရားဟောရဲ့ဘာတရားဟောရဲ့ဟာမဖြစ်လို့ဘုရားကမှာတော့သစ္စာတိမအမေတို့ခွေးဘွားကလွတ်မှာအဖေတို့ခွေးဘွားကလွတ်မှာဖုံဖုံတို့အပယ်လေးပါးကလွတ်မှာရှင်းမလားဟာကျန်တဲ့ဒါနလောက်ကတော့မလွတ်နိုင်သေးဘူးဘာဖြစ်လို့မလိကာမိဘုရားကြည့်တယ်သေကံလေးကတသက်လုံးတတိဘုရားကြောင့်၃ခေါက်ရောက်ဟာတသက်လုံးကလူတန်းခဲ့တာဗျမလူလားလူသလားလူတန်းခဲ့တာပဲဒါမှမဟုတ်ခန္ဓာကြောင့်သစ္စာကမသိတော့ဟောဘာဆိုသေလဲသေရောအဝိဇ္ဇိ9ရက်ကြာတယ်အဝိဇ္ဇိဘယ်နှစ်ရက်ကြာကဲလိန်နာကအများကြီးလားတခါတည်းလားတခါတည်းလိန်နာအဝိဇ္ဇိဘယ်နှစ်ရက်တော့တို့တော်ကောင်းတွေကလိန်မှုသလားလိန်မှုသလားလို့ဘယ်နှခါလောက်များလိန်တော့ဟမ်ဆရာလေးတွေအိုးသောတာပန်မကြီးတို့ရေမေးရအောင်မယ်တို့ဆရာလေးတို့ကလိန်မှုသလားဟုတ်တယ်ဖုံဖုံငါဗျာအိုးလိန်မှုတယ်ဟုတ်လားဟဲ့လိန်မှုတယ်ဘုန်းကြီးလည်းလိန်ဘုန်းကြီးလည်းဘာမလို့ဘာသာနဲ့ထူတာမလို့ဖုံဖုံလည်းငယ်ရကကြည့်တာပုလူစင်မယ်ဟုတ်လားအမေတို့နဲ့ဖုံဖုံတို့ကဘာတူလို့သူတော်ကောင်းတို့လည်းသစ္စာတရားကိုလေ့လာစေဖုံဖုံလည်းသစ္စာတရားကိုလေ့လာစေသူတော်ကောင်းတို့လည်းသစ္စာမဲ့တို့လို့အခုလူဘဝလူခန္ဓာဒုက္ခကြီးမရဘူးလားဖုံဖုံလည်းအတိတ်ကသစ္စာမဲ့တို့လို့လူဘဝလူခန္ဓာကြီးမရဘူးလားဒါကြောင့်မလို့သူတော်ကောင်းတို့ငါဓမ္မဂတိကပဲဆိုအပုံမပြောတဲ့ဖုံဖုံညိုကြောပါလောက်ပြန်ပြီစလာပြီအေးဒါကြောင့်မလို့သူတော်ကောင်းတို့လည်းသစ္စာမဲ့တို့လို့ဒုက္ခမရောက်လားရောက်လားဖုံဖုံလည်းသစ္စာမတို့ဒုက္ခမရောက်လားရောက်လားရဲ့အတူတူနဲ့အနုနဘာမှမလေးဘိန်းစားခြင်းတမှုပိုရှူစရာမလိုဘူးဒါနှခမ်းပဲ့ခြင်းမီးမှုန်နေတာဗါတဲ့မှုတ်ပြရအောင်မလားအိန္ဒိယနိုင်ငံမှာလေတိုင်းပြည်တွေကမင်းသမီးလေးမွေးနှခမ်းကပဲ့ဟာငါတို့မင်းသမီးဒီတဲ့တော့နှခမ်းပဲ့ဘဲကြည်ရမှရမှာမဟုတ်တော့ဘူးမိဘတွေကစိတ်တကြဟောတဏှာကြမွေးပြန်ပြီတိုင်းပြည်တွေကမင်းသားလေးဟာနှခမ်းပဲ့လေဟာသွားပြီငါတို့မင်းသားနှခမ်းပဲ့ဒီတဲ့ဘဲကြည်ရနဲ့တော့ဘယ်မလို့အဆုံးသားကြတယ်မတက်နိုင်ပါဘူးလေလူတရင်လူချင်းဆောင်ပန်းတရင်လင်ချင်းဆောင်အားစသည်အပြည့်
အရွယ်ရောက်လာတဲ့အခါကျတော့ကိုက်မင်းသားလေးတော့ကျင်ရရှာကြတော့ဟိုလက်ရှာဒီလက်ရှာမင်းသားအကြောင်းသိတော့ဘယ်ကမှလက်မခံဘူးဒါနဲ့နှကမ်းပဲ့တဲ့မင်းသမီးကမင်းသမီးတိုင်းပြည်ရောက်တို့သမီးအရှာတော့ဟိုကလည်းအဆုံးထားတာသူသမီးကိုအဆုံးထားပြီးသားသမီးလာစိတ်ဆက်တယ်ဆိုတော့မေးမနေဘယ်တိုင်းမှာမမေးဘူးတဘောတူတယ်မစားသူကသဘောတူနေပြီဒါနဲ့ဟာတို့မင်းသားမရတော့ဘူးအောင်မယ်ဒီကားတော့ရဟန်ကြဒါနဲ့စိတ်ဆက်ကြောင်းလန်းတဲ့နေ့တို့မြန်မာတွေစိတ်ဆက်ကြောင်းလန်းပြီဆိုဘာလို့လဲဆိုတော့ကလက်ဖက်ခွန်တာတို့လက်စွပ်လဲတာတို့မရှိလားရှိလားငဲဒါရှိကြသူတို့အိန္ဒိယနိုင်ငံမှာလည်းထုံးစံအတိုင်းပါတော့စံပြုတ်ခွန်ဘာခွန်စံပြုတ်ခွန်နာဆိုတော့အိန္ဒိယကသူတို့သားသူတို့သမီးနဲ့ထုံးစံတာမျက်နှာကိုမမြင်ရဘူးဗျအဖုံးလေးဖုံးထားတာတရုတ်သူတို့သမီးသူတို့သားတကယ်ကိုပဲဟိုဘုန်းကြီးတို့အိန္ဒိယနိုင်ငံယဉ်ကျေးမှုတွေကလည်းပဲမျက်နှာအုပ်ထားရတယ်သူတို့သားသူတို့မျက်နှာအုပ်ထားတော့သူနှကမ်းပဲ့တယ်လည်းကိုမမြင်ကိုနှကမ်းပဲ့တာသူမြင်တာဟုတ်မလားအဲ့ဒါသူမမြင်ကိုမမြင်ပြစ်ရတဲ့အခါကျကဒါနဲ့စိစက်တဲ့နေမှာတခါတည်းပဲတရားမင်းသားကစတော့မင်းသမီးခွန့်အမှာဝိုးကွယ်အဲ့ဒါခွန့်မှတော့မျက်နှာအုပ်ထားတဲ့ဇာလေးတွေအသားလေးလမ်းပြီးမှခွန့်လိုက်တာခွန့်လိုက်တော့စံပြုတ်ကပူသွားပုံရတယ်အဲ့ဒါပူသွားပုံရတဲ့အခါကျတော့ဟိုမင်းသမီးကပြောဝူးတာနှကန်းကပဲ့နေတော့ပူတာကိုမပီဘူးပါတယ်လေဝူးတာတဲ့အဲ့ဒါမင်းသားလည်းပြန်ပြတာဝူရင်ဝုတ်တာဝူရင်ပါတယ်လေအခုလဲယောဂီတို့ပြိတ္တကပြည့်ကျက်ညက်နေတာမဝူလားယင်အေးဝူရင်ဝုတ်တာနေကြပုံကြီးလဲဝူတာပဲဒါကြောင့်လို့ဒါအားလုံးမိဘညီကောင်မတို့ဒါတအုပ်နဲ့တအုပ်ကိုဆွေကိုမျိုးတွေဟုတ်လားဟာငါဓမ္မကတကပဲဟိတ်တီဟန်ဒီဘာမှလုပ်နေကြမလို့ယဟန်ကိစ္စနိဒုရဏလုံးလားအာတိဟိဟန်နေ၍ပြည့်စင်မတ်တို့စိတ်မတ်တို့ခင်ပြိုကြည်ပွားကြောင်းခင်အိုလက်ကြည်ပွားကြောင်းခင်ပြိုဆိုတာငယ်ပြူပြောတာခင်အိုဆိုတာအသက်ကြီးမှဝက်လာတဲ့တောအတွက်ကိုပြောတာဟုတ်လားတောအတွက်ပဲပြည့်ငယ်ပြူပဲပြည့်အကောင်းဆုံးကတော့ဖယားရှိခိုးတယ်အလိုတော်ကြကျင့်ဖို့မလိုလားလိုသလားဒါကြောင့်အလကားနေတောတွဲကြည့်တောတွဲကြည့်တောတွဲသွားသွားမပြောနဲ့ကို့အဖေလည်းကြည့်အောင်ကို့အဖေဆိုတာဘာလို့ပြောရလဲဖယားတောတွဲတွေသွားသွားမပြောနဲ့ဘာသူများသွားသွားပုတ်ကန်တယ်တောတွဲကြည့်တယ်လှုပ်လိုက်တယ်လို့ကြည့်တယ်မပြောနဲ့နော်ဟင်းဘာဖြစ်လို့ဆိုကျေးဇူးစွန်းလို့ဆိုတော့ဘုရားကြီးလည်းတောတွဲအယုတော်ဓာတ်တော်ကြသွားတာဗျဟုတ်မလားကျေးဇူးရှင်တဲငူဆရာတော်ဘုရားကြီးတောတွဲပဲကျေးဇူးစပယုဆရာတော်ဘုရားကြီးတို့တောတွဲတည်ဟုတ်မလားတကယ်ခန္ဓာညာအလုပ်လို့တော့အသွေးတော်အသားတော်အယုတော်ကဘာတွေကြသွားလဲတောတွဲသွားမနေနဲ့ဗျာအမလေးတောကောင်းရင်တပလင်းနဲ့ထောင်လဲတာအဓိကတောတွဲငွယ်ပြူကအရေးကြီးတာလားရွှေကျင်သူ့နမကအရေးကြီးတာလားအလုတ်လုပ်ဖို့အရေးကြီးတာလားအဲ့ဒီအလုတ်လုပ်ဖို့အရေးကြီးတာအဲ့ဒီကိုလုံးရမယ်အလုတ်ကမလုပ်ဘဲနဲ့လူကြီးတွေရံဖြစ်ရင်ကလေးတွေနေရခက်တယ်နော်ဟုတ်မလားကဲဒါဖြင့်တို့အားလုံးမိဘညီကောင်မဆွေတော်မျိုးတော်များမှတ်တာအရာရာမှာသဘောထားကြည့်ဖို့မလိုလားလို့လားဟုတ်ဒါကြောင့်မလို့ဖယားရှိခိုးရမယ်ကြည့်လေကြည်စမ်းဒီနေရာတွေဖယားရှိခိုးရမယ်ကြည့်ကလေလောကုတ္တရာအရာမှာတင်ဆွေမျိုးတွေကိုစောင့်ရှောက်တာမဟုတ်ပါဘူးလောကီအရာမှာလည်းပြန်ပြီးတော့ကြည့်လိုက်စမ်းဆွေမျိုးတွေကိုပြကမ္မထနဲ့သင်္ဃာတရားဖြင့်ချီးမြှောက်လေတခါလေအတ္တမာနဒိဋ္ဌိယအလမတန်မှလည်းကြောက်စရာအလမတန်ကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ကောသလမင်းဟာလေဖယားနဲ့အမျိုးတော်ခြင်းတော့ဖယားကပြောတယ်ကောသလမင်းငါဖယားနဲ့အမျိုးတော်ခြင်းနဲ့ဆိုငါဖယားဟောကြားတဲ့ခန္ဓာဉာဏ်ရောက်တရားကိုအရှင်မင်းကြီးနာကြားမှတ်တာပွားများအတုဖြစ်ပြမြင်အောင်လုပ်ဖြစ်ပြမြင်ငါဖယားနဲ့အမျိုးတော်တယ်သောယောဓမ္မံပတ္တိသောမံပတ္တိပန္တိတော်အကျင့်ပုဂ္ဂိုလ်သည်ဓမ္မံဖြစ်ပြဓမ္မကိုပတ္တိသိမည်သောထိုဖြစ်ပြမြင်သောသစ္စာသိသောပုဂ္ဂိုလ်သည်မံငါဘုရားကိုပတ္တိသိမည်မြင်သောသိသောပုဂ္ဂိုလ်ပန္တိတော်ပညာရှိစိတ်ဟူ၍အဟံငါဘုရားသည်ဝဒ္ဓာမိဟောတော်မူ၏တရားကိုမြင်မှာဘုရားကိုမြင်တာဒါဝကလိတုတ်တံမှာလည်းဒီတိုင်းဟောတာဘုရားကဟုတ်မလားအဲ့တော့အမေတို့ပေတို့ဘုရားကိုမြင်ခြင်းနဲ့ဆိုရင်ဘာကိုမြင်အောင်လုပ်ရမလဲဟာတရားကဗမာရှိတာလဲခန္ဓာမှာရှိတာတရားကဗမာရှိတာလဲ
ဒါကြောင့်မလို့သူတော်ကောင်းတို့အနေစာဝတ္တသင်္ကာရဥပါဒဝယဓမ္မိနောဥပိစိတ်တဝါနိရောဇတိတေတံဥပါသမောဒုက္ခောကြားဘူးမလားဗမာရွတ်တာတော့ပလင်မောမှာရွတ်တယ်လုံးမနေတော့နော်ဗမာကြားဘူးတော့အနေစာဝတ္တသင်္ခါရဥပါဒဝယဓမ္မိနောဥပိစိတ်တဝါနိရောဇတိတေတံဥပါသမောဒုက္ခောကြားဘူးမလားဗမာရွတ်တော့ဗမာကြားဘူးတော့အတုပမှာဟုတ်လားမောင်သူနန္ဒတို့လည်းငယ်တုန်းကအော်ဒါနိဗ္ဗာန်ကိုဟောတဲ့တရားကြီးပါလားလို့သဘောမပေါက်ဘူးကြက်တာရအောင်လို့ပါဟေးကိုလည်းသဘောမပေါက်တယ်ဘာလို့ကြက်တာတော့အတုပလာရအောင်လို့ငိုစားလို့ခေါ်တယ်ပါတယ်ဘသူငုံငုံလှူရယူခဲ့တာပဲဒါလေးမှမရလည်းမပြစ်လို့အမှန်ဟောတာကအတုပမှာအသုံးချဖို့မဟုတ်ဘူးခန္ဓာပေါ်ဘာရအောင်လဲအနေစာဝတ္တသင်္ခါရသင်္ခါရဖြစ်လာတာဝတ္တစစ်စစ်အကအနိစ္စပြတ်မယ်ကွာဒါဟောတာဗျဩမာဒဝယဓမ္မိနောဖြစ်တာလဲဓမ္မပြတ်တာလဲဓမ္မကွာပါတယ်လေဖြစ်တာလဲဓမ္မပြတ်တာလဲဓမ္မရှင်းမလားယေဩမာဒဝယဓမ္မိနောဩဘေစိတ်တဝါနိရောဇတိမင်းတို့ခန္ဓာဘယ်ဓမ္မလေးပေါ်လာပြတ်မှာပဲကွာလေရှင်းလားယေဒေတံဥပသမောဒုက္ခောအဲ့ဒီဖြစ်ပြက်နှစ်ပါးတို့ဥပသမောချုပ်ဆုံးခြင်းဒုက္ခောနိဗ္ဗာန်ပဲကွာလေဟာနိဗ္ဗာန်မင်းတို့ပြောနေတဲ့နိဗ္ဗာန်ဆိုတာကွာတဲ့ဘုရားရှင်ကိုရမေကြီးကဖြစ်ပြက်ဆုံးတဲ့သဘောဘယ်သဘောဒါပေမဲ့နိဗ္ဗာန်ကိုမြင်ခြင်းအရင်ဆုံးဘာမြင်အောင်လုပ်ရမှာလဲဖြစ်ပြက်မြင်အောင်လုပ်ဘာမြင်အောင်လုပ်ရမလဲလုပ်ပါရဲ့ဆိုတော့မလုပ်ချင်ဘူးဘုရားရှိခိုးသွားရင်တော့တောင်းပြီမဖို့နိဗ္ဗာန်ကြီးရဲတူတူလားရဲရှိလားအဲ့ကြတော့ရှိတော့မကြိုက်တော့ရဲတူတူနိဗ္ဗာန်လိုချင်တယ်ကျင့်မှာဆိုတော့မကျင့်ဘူးမိအေးလင်ပေးစားထားတဲ့အတိုင်းပဲဟုတ်တယ်ဟိုဟာကြည့်ပါလားအမေတစ်ခုသမီးတစ်ခုအပြိုကြီးမိအေးအမေဖြစ်တဲ့လူကသေးမိအေးတယောက်တည်းရောင်လောကလည်းကြံခဲ့ရက်ွက်တဲ့ပြောတယ်မိအေးရဲ့ညီတယောက်တည်းမနေသမနာအေးအိမ်တော်လေးပါလေပြုလိုက်သမားနေသမတော်ကိုအေးနေသမရသေးဟဲနေပြုစုမဲ့လူစောစောမလို့လိုတယ်လေအိုရက်ွက်ကရှိနေတာပဲဟဲရက်ွက်လည်းသူ့မိသားစုနဲ့သူဟဲနှင့်ဘလို့လာပြီးတော့မှအကောင်လုံးပြုစုစောစောနေမှာတော့အေးကဲပါအိမ်တော်လေးပြုလိုက်သမားမလီတော်လည်းခဲ့တာတော့နေစမ်းမအောင်တော့ကျမအိမ်တော်ပြုမယ်ဆိုတော့ကျမနဲ့တက်လျော်လျှောက်ပတ်တဲ့ပုံကိုဒီရက်ွက်တဲ့ဒီရွာတွေများတွေ့ထားလို့လားတော့ဟဲတွေ့ပါတကောကောမိအေးရဲ့ဘသူတော့ကိုတုတ်ကြီးတော်တို့ကလည်းတော့ဒီမြတ်အသားကလည်းမဲသေးသွားလည်းခေါ်သေးနှစ်ဖူးကလည်းမောက်သေးနှစ်ယောက်ကလည်းကောက်သေးဘိုက်ကလည်းရွှဲသေးမျက်ခုံးတကားလည်းခြေထောက်ကလည်းခွင်သေးအရက်ကလည်းပူသေးမိအေးညီပြောပုံအရာကဘယ်နဲ့ကွယ်မောင်တို့ကြီးဘာတကူမှမရမဟုတ်ဘူးလားတော်တို့ကိုတို့ကြီးလည်းကြည်စမ်းမအောင်တော့နီကတို့မိုးချိုးပစ်ထားတဲ့ယုံနေတဲ့ပါတဲ့နီကတို့မိုးချိုးပစ်ထားတဲ့ယုံတဲ့ပြောလိုက်မရေးတော့အဲ့ဒါနဲ့မိခက်တယ်ငါတို့နေလို့မိမတွေကလေလှတာမဲ့တာကြည့်တယ်လှတာမဲ့ညစာခက်တယ်အတိကစာရိတ္တကောင်းမှုစီးပွားရေးကောင်းမှုအရေးကြီးတယ်အင်းကြီးမင်းမောင်တို့ကြီးဘယ်လောက်ရုပ်ဆွဲတယ်ပြောကြည်စမ်းသူ့လည်းမှာဘာကျိုးကြီးကိုဟီးလို့ပါတယ်လေဘာကျိုးကြီးကိုဟီးလို့ဆိုတော့ကကြတော့နေသမတော်ကျွန်မစဉ်းစားပြစေအောင်ဒါနဲ့စဉ်းစားမယ်ပေါ့ဒါနဲ့နောက်ရကြတော့မင်းမချင်တွေ့ကြပြီရေခိုင်းနဲ့တွေ့ကြတဲ့အခါကျတော့မှဘယ်နဲ့လုံးမအေးညီစဉ်းစားပြီလားကျမစဉ်းစားလို့ရတာတခုတော့ရှိတယ်ရှင်ပြော့ပါတော့ဘတ်ချိုးကြီးတော့လှချင်းကိုတုတ်ကြီးတော့ဟင်းနဲ့ဘတ်ချိုးကြီးတော့ကိုတုတ်ကြီးတော့ဥယောဂီတွေလည်းပါထုတယ်နိဗ္ဗာန်ကြီးတော့လှချင်းကျင့်ပါဆိုတော့ဟာတူလို့မိအေးလေမေးစားတဲ့အတိုင်းပဲကိုင်းမီဒါပြတို့အားလုံးမိဘညီကောင်မတို့နိဗ္ဗာန်တကယ်လို့ချင်းခန္ဓာပါဘာရအောင်လုပ်ရမလဲအဲ့ဒါတော့မလုပ်ဘူးကောသလမင်းအလကားနေကနေမဟုတ်တဲ့တွေ့သွားတွေ့တယ်ဖယားနဲ့အမျိုးတဲ့အောင်တဲ့ဖယားရဲ့တာကီနွယ်အမျိုးသမီးတယောက်ကိုငါယူရရင်တော့ဖယားနဲ့အမျိုးတော်မှာပဲတဲ့ဟေးသူတန်ရပေါ့အဲ့ဒါပြောတာပဲရှေ့ကမှာရှင်းသမားရှေ့ညာနာနောက်ကမှာအလယ်မထသဆိုအဲ့ဒါပြောတာဟုတ်လားရှေ့လူကြီးများစကားပေါ့ဗျာကဲ
ဆိုလိုချင်တာကတော့ထိပ်ပြောင်တဲ့နေရာမှာတဲ့ရှေ့ကထိပ်ပြောင်လို့ရှိရင်ညံကောင်းတယ်တဲ့ရှေ့ညာနာလို့ခေါ်တာနောက်ကပြောင်လို့ရှိရင်အာယုံ၅ပါးကာမဂုဏ်တရားသိခံစားတတ်တယ်တဲ့ဒါကြောင့်ရှေ့ညာနာနောက်ကမှအလဲပြောင်လို့ရှိရင်မထတာတဲ့မထတာဆိုပါတော့လိုင်းပေါင်းစုံသူအစုံမဲ့သူကတော့ကဲကောင်းပြီဟိုမှာကြည့်ဧကနာကျတာကောသလမြတ်လားမထတာနေမှသူလဲဟိုမှာကြည့်ကတာကိနွယ်တွေကသူတို့ကဖယားတာဖယားဖြစ်တော်မလို့ခန္ဓာညံရောက်လို့ယောက်ျားမင်းမပုဂ္ဂိုလ်တော်ကပျောက်ပြီးတော့တုံညတဆိုင်တာဖယားအမျိုးတွေကအစွန်းရောက်တယ်အစွန်းရောက်တော့ပါဆိုဇက်ကြီးတယ်ပေါ့သူတို့ဇက်ကြီးတယ်ပေါ့အဲ့ဒါတောင်းတန်းတော့မပေးစားနိုင်ဘူးအဲ့လိုကိုလုပ်တာအဲ့ဒါနဲ့သူတို့ဇက်ကြီးတယ်ဆိုတော့အဲ့ဒီဇက်နဲ့ဇက်မြင့်ဝါဒတွေကဒီကနေ့ဒီအိန္ဒိယနိုင်ငံမှာရှိတယ်ဇက်မြင့်စိတ်နဲ့ဝါဒတွေနဲ့အဲ့ဒီဝါဒတွေအကြောင်းမလို့အိန္ဒိယနိုင်ငံမှာအမျိုးသမီးတွေယောက်ျားလင်ယောက်ျားနဲ့အမျိုးသမီးတွေယောက်ျားသိပေါ့ဘာဖြစ်လဲခန္ဓာရှိရင်သိမှာပဲသိတာပဲဘာလို့ယောက်ျားတူသိသွားတာပဲဒီအမျိုးသမီးကဘာဖြစ်ရှိတာမှတ်လို့အဲ့ဒါလင်းသေးတာကိုပဲမရကပဲဘာလို့ညာလို့ဆုံးမလို့သုံးမရလို့အပြတ်မလို့အဲ့ဒီလိုများကြည်စမ်းအမျိုးသမီးတွေနှိမ်နေဝါဒအိန္ဒိယနိုင်ငံမှာဒီကနေ့တည်းရှိတယ်ဇက်နေဇက်မြင့်အခုတည်းလဲတောင်ဝေကမရနိုင်ဘူးသူတို့ဘာလို့ဘုန်းကြီးပြောတာလဲတောင်ဝေကမရနိုင်ဘူးဆိုတာဟိုမဟာတမဂန္ဒီတို့လက်ထက်ကလေးကဒီအယူဝါဒအစွဲလန်းဖယားလက်ထက်ကလေးကရှိခဲ့ကြတာအဲ့တော့ရှိခဲ့တော့ဖယားလက်တုန်းကရှိတာကပြဿနာမရှိသေးဘူးအခုလက်ထက်မှာじゃမဟာတမဂန္ဒီတို့လက်ထက်ပြဿနာစပြီဘယ်လိုစလာတယ်လဲဆိုတဲ့အခါကျတော့တို့အိန္ဒိယကဟိန္ဒူအမျိုးသမီးတွေကောဒခါအမျိုးသမီးတွေနီပေါအမျိုးသမီးတွေအိမ်အောင်ရှင်ပြက်စီးသွားပြီဆိုမုတ်ဆုံးမပဲဘာဖြစ်လို့အိမ်အောင်ပြက်လို့မုတ်ဆုံးမဖြစ်တာပဲသူပြက်စီးသွားတာမှမဟုတ်ပဲနဲ့အဲ့ဒါကိုတခါတည်းသူ့ကိုသုံးမဖြစ်တော့အောင်အကုန်လုံးပြစ်လိုက်ရောမဆက်ဆံတော့ဘူးကဲမပြောတော့ဘူးအဲ့ဒီလိုတော့ဟိုမှာအားကဲလို့အားကိုရမရှိဘူးအဲ့ဒီအားကိုရမရှိတဲ့အချိန်မှာတရားဝင်ဘာသာရေးရမယား9ယောက်ယူပိုင်မှုရှိတယ်မွတ်စလင်ကအဲ့မှာဝင်ပြီအဲ့ဒီမှာဒီအပြစ်ပယ်ကံဖြစ်နေတဲ့အမျိုးသမီးတယောက်ပြီးတယောက်ကောက်ယူတာငွေလိုက်စမ်းတယောက်9လူအဲ့ဒီအမျိုးသမီးတယောက်အနည်းဆုံး9ယောက်နှုံမွေးခိုင်းတာလူနဲ့ဖိတာနော်ဖြည်းဖြည်းနဲ့လူဦးရေများအောင်လုပ်ပြတာဘုန်းကြီးတို့အိန္ဒိယနိုင်ငံမွန်ဘိုင်းဆိုတာရှိတယ်အသက်88နှစ်ရှိပြီတဲ့အစ္စလာမ်အဖိုးကြီးတယောက်မိန်းမ80ရှိတယ်မှတ်တာမိန်းမ80သားသမီး400ရှိတယ်တအိမ်နဲ့ထားတယ်ဟာဘယ်လိုများထားတော့တအိမ်ထဲကိုသူကတိုက်ခန်းကြီးအခန်း100အထက်4ဓာတ်တစ်ထပ်ကိုအခန်း20ကွန်ဒိုအခန်းမျိုးတွေဧကန်စာကန်အိတ်ခန်းမိကိုကြောင့်ခန်းအကုန်ပါပြီးသားမိသားစုတစုတဲ့လုံလောက်တဲ့အခန်းပေါ့ဗျာဒါကွန်ဒိုတိုက်ခန်းဆိုတည်ပြီးသားပဲနော်အဲ့တော့ဒီလိုတိုက်ခန်းပေါင်းတစ်ထပ်ကို20တစ်ထပ်ကို20တစ်ထပ်ကို20အဲ့တော့20ဆို9ဓာတ်တိုက်ဆိုတော့ဘယ်လောက်ဖြစ်သွားလဲ100ဖြစ်သွားပြီအခန်းပေါင်း100ရှိတယ်သူယူထားတဲ့မိသားစုအမျိုးသမီးပေါင်းကဘယ်လောက်လဲ80အခန်း20ပို့သေးတယ်နော်အခန်း20ပို့သေးတယ်အဲ့ဒီမှာအင်တာဗျူးလုပ်တာအင်တာဗျူးတဲ့အခါကျတော့သူ့မေးတဲ့အခါကျတော့ဘာဖြစ်လို့အဲ့လောက်အင်တာဗျူးသားသမီးတွေအများကြီးတာသူတို့ရဲ့ဘာသာကိုကဒီလိုလူဦးရေများပြအောင်လုပ်ရမှာသူတို့ရဲ့အမျိုးသူတို့ရဲ့ဘာသာသူတို့ဟာတိုးတက်ဖို့အတွက်ကဘာကိုသူတို့လူမျိုးတွေလွှမ်းမိုးလာဖို့အတွက်လူဦးရေများအောင်ကိုလုပ်ရမယ်ကွာဒီလိုမျိုးအကယ်၍ဘာအခုအသက်88နဲ့နောက်ထပ်အိမ်တောင်များပြုခွင့်ရမယ်ဆိုဘာနောက်ထပ်မိမယူအောင်မလားလို့မေးတာဟုတ်မေးတဲ့အခါကျကျွန်တော်အခန်း20ကျန်သေးတယ်တဲ့စဉ်းစားအဲ့ဒီလိုနဲ့အိန္ဒိယနိုင်ငံမှာအစ္စလာမ်ဥယျာဉ်တွေများလဲများသွားရောပါကစ္စတန်ထွက်လာပြီခွဲထွက်ရေးတောင်းပြီကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းပြီမဟာတမဂန္ဒီခင်ဗျာတောင်းမှန်ရှာတယ်မလုပ်ပါနဲ့တောင်းမှန်တယ်မရဘူးနောက်ဆုံးဘလို့မှတောင်းမှန်လို့မရတော့သူတို့ဘက်ကကြမ်းလာတယ်စစ်မဲ့ခင်လာတယ်တက်လာတယ်ဖြတ်လာတယ်နောက်ဆုံးပေးလိုက်ရတယ်ပါကစ္စတန်နိုင်ငံတမိုင်းကိုပြန်ထောက်တခါပြန်ကြည့်ထိုင်းနိုင်ငံတောင်ပိုင်း96ခုနှစ်ကတည်းက
ဝန်ကြီးချုပ်သက်စင်အစိုးရလက်ထက်ကလေးကဖြစ်နေတဲ့ထိုင်းအမျိုးသမီးတွေလင်ယူပက်ဆက်ခဲ့ကြလို့ဘာသာရေးအသိပညာအားနည်းခဲ့ကြလို့ထိုင်းနိုင်ငံတောင်မှာအစ္စလာမစ်တွေလွှမ်းမိုးသွားတဲ့အခါကျတော့တိတ်များသွားပြီဆိုတဲ့အခါကျဟောခွတ်တွေတောင်းတယ်ကိုပိုင်အုပ်ချုပ်ရေးတောင်းတယ်သက်စင်အစိုးရကမပေးနိုင်ချတယ်ကွာထိုင်းဘုန်းကြီးတွေ36ပါးတပြိုင်နဲ့မိရှုတ်တက်ခံရတယ်ဗုဒ္ဓဘာသာမှန်ကုန်သားစဉ်းစားအဲ့ဒီသမိုင်းတွေရှိခဲ့တယ်အမေတို့ကဘာမှစီကံမရှိဘူးသားတို့သမီးတို့ဘာစီကံမှမရှိဘူးရောင်းတဲ့ဝယ်တဲ့နေရာမှာလည်းစီကံမရှိဘူးသူတို့ကတိတ်စီကံရှိတယ်စနစ်တိတ်ကောင်းတယ်သူတို့ကဘယ်လိုစီကံရှိလဲဘယ်လိုစီကံရှိလဲဘယ်လိုလက်တိအမေကလေးငယ်ငယ်ကလေးကတခါလဲ9နဲ့6နဲ့တည်းကလက်ဆွဲခေါ်သွားတာမိန်းကလေးဆိုကုရ်အာန်ကျမ်းစာသင်ရတယ်ယောက်ျားလေးဆိုလို့ရှိရင်ဗလီတက်ရတယ်ကုရ်အာန်ကျမ်းစာသင်ရတယ်သူတို့ဘာသာရေးကျမ်းစာဟုတ်မလားအကုန်တရားစစ်စစ်ဆက်ဆက်သူတို့ကခိုင်းတယ်ဆိုလိုချင်တာကသူတို့တော်လို့ဥယျာဉ်များတာမဟုတ်ငါတို့ညံ့လို့များသွားတာကိုညံ့တာကိုတိဖို့ထုတ်ပြောနေတာသူများကိုပုတ်ခတ်နေတာမဟုတ်ဘူးသူတို့တိတ်တော်တယ်သူတို့တိတ်မြင်ကြတယ်တိတ်စီလုံးတယ်သူတို့အချင်းချင်းခွန်86ဒါပဲအဝယ်ကြတော့မယ်ကလေးဘွားကလေးရက်သွင်းတာခွန်86ပါတဲ့နံပါတ်ပဲဝယ်ရမယ်စားရမယ်သူတို့ဆိုင်နေသူတို့မိဘတွေကဒါကအစ္စလာမ်ဆိုင်ခွန်86မရေးရင်တော့မှသူတို့ဒါတို့ဘာသာလူဆိုင်နော်ဒီဆိုင်မဲ့အပေးကိုနဲ့ဘာသာမတူတဲ့ဆိုင်လို့အလကားတိုက်တဲ့ရေတာမတော့ပါဘူးဘလောက်စီလုံးထားတယ်ဘလောက်ညင်ညွတ်ထားတယ်လို့ဟုတ်ပလားအလမတန်ညင်ညွတ်တယ်သူတို့ဗုဒ္ဓဘာသာတော့မဟုတ်ပါဘူးစီမဲ့ကမ်းမဲ့စီမရှိကမ်းမရှိအေးတိုင်းသူပြည်သားတွေစီကံဖောက်ရင်ထီးနှံပြောက်မယ်ဆိုတဲ့ဒီဘောသမိုင်းရာဇဝင်ပြန်ကြည့်ပါဘလောက်ကျူးကျော်လိုက်လဲနေပြီးတော့နန်းတော်ထဲတာမှာဗလီရောက်သွားခဲ့တယ်ဟုတ်လားပြန်စဉ်းစားပါစီမဲ့ကမ်းမဲ့တယ်ဟိုမှာကြည့်သူကခွန်86ပေါက်ရင်21ရာစုမှာကဘာကိုအစ္စလာမစ်ဝါဒလွှမ်းမိုးရမယ်ဒါပထမဆုံးစတိုက်ခတ်လိုက်တာကအမေရိကန်နိုင်ငံနယူးယောက်မြို့ WBC ကြည့်စမ်းတကယ်ဥရောပပုံစံဌာနချုပ်အမွှာညီနောင်ဖြိုခွဲပြစ်တယ်တကဘာလုံးကအကြောက်အဆုံးဆိုတဲ့ပင်တဂွန်စစ်ဌာနချုပ်ခွဲပြစ်တယ်တကဘာလုံးပေါ်မှာလွှမ်းမိုးနိုင်တဲ့စကြာဝဠာမင်းလို့တောင်မှတင်စားရတော့သမဏအေပြီးတော့လှုပ်ကြံမသွားတာလမ်းနဲ့ပေါက်ကွဲသွားလို့စဉ်းစားအဲ့ဒါတွေဘာကြောင့်တလို့ဖြစ်တာလဲသူတို့အင်အားတောင့်တင်းလာရင်အခုကြည့်တို့မြန်မာနိုင်ငံမှာကြည့်လေနည်းနည်းလေးအင်အားတောင့်တင်းလာတာနဲ့အမြတ်အစ္စလာမစ်ဝါဒသမားကအစ္စလာမစ်လူမျိုးက9000လောက်ဖြစ်လာ9သိန်းလောက်ဖြစ်တယ်ရခိုင်တိုင်းရင်းသားက9000လောက်ဆိုတော့အစအများမတိုင်ကွာသွားပြီအဲ့ကြတော့မဖြစ်တာလေရိုဟင်ဂျာခွင့်ရေးတောင်းပြီရိုဟင်ဂျာလူမျိုးအခွင့်ရေးတောင်းပြီတစ်သက်လုံးကမရှိတဲ့ဘယ်လို့ဆိုရပေးမလဲမပေးချတယ်ကွာဒီကနေ့ထိနောင်တမရသေးဘူးလူငယ်တွေလက်ပေးဆိုင်ထိုင်လို့ကောင်းလို့ပျော်လို့ကောင်းလို့ပေါ်ပါလို့ကောင်းလို့မော်လို့ကောင်းလို့ကြွားလို့ကောင်းလို့ကိုတိုင်းပြည်ကိုလူမျိုးကိုမျိုးကိုဘာသာဘယ်လိုကာဝယ်ထိန်းသိမ်းရမလဲခဏထိမတည်သေးဘူးရန်ကုန်ကကလေးတွေကောလန်နဲ့ပျော်ဖို့ပါဖို့မော်ဖို့ကြွားဖို့တခါလဲလူငယ်မပြီးသားဘူးငကတက်ပကွက်ကွက်မြန်မာလေးလို့တောင်ပြောရခက်စပင်းကိုဂျယ်ရီနဲ့ထောင်းအယောင်လေးစိုးတွန်းလှတယ်လို့ထင်တာအဝေးကကြည့်တော့ခွတ်တော့မချက်ဖကြီးကြာနာမင်းကလေးတွေကလည်းမြမရင်ကျေးမှုကိုတန်ဖို့မထားတော့ဘူးအနောက်တိုင်းရင်ကျေးမှုတွေလာတာဟာအရင်တော့ရှေ့ခွဲနောက်ခွဲဘေးခွဲအိုးမခွဲနဲ့ရှုပ်တယ်တူပလိုက်အခုဘောင်းမီတို့တွေနဲ့ဖြစ်ကုန်ပြီကဲအဲ့လိုဘောင်းမီတို့ကြီးကားနဲ့သွားတဲ့မှာတို့သမီးတွေပါသေးလားပါသေးလားရဲ့ဟမ်အပေါ်ကလည်းဟိုက်သေးတယ်အင်းညာလည်းပါသေးတယ်ရှားလို့လားမသိဘူးဘာမှမဝတ်တော့အတူဖြစ်ကုန်ဟမ်ဟိုက်ကလည်းဟိုက်ပါကလည်းပါရှားကလည်းရှားလို့လားမသိဘူးတိုးကုန်ပြီပစ္စည်းတစ်ခုများပြုတ်ကြလို့ကောက်ဟိုက်ရှာပါ
ကိုမျိုးကိုဘာသာကိုယဉ်ကျေးမှုကိုတန်ဖိုးမထားဘူးဘုန်းကြီးတို့နိုင်ငံတကာကိုရောက်တဲ့အခါမှာကြည့်တယ်ဟာချိုင်းနာတောင်ရောက်တယ်ချိုင်းနာဆိုတာကတရုတ်လူမျိုးတွေစုပေါင်းနေတဲ့နေရာပြောတယ်ချိုင်းနာတောင်ခေါ်တယ်တော်သူကလေးတွေဘယ်ကျောင်းဘယ်အင်္ဂလိပ်စကားပြောချင်တာပြောမရတယ်ဒါပေမဲ့သူတို့ရဲ့အတိုင်းဝိုင်းနဲ့ဝင်ရောက်လာရင်တရုတ်လိုပဲပြောရတယ်လာအိုဘာသာစကားပဲပြောရတယ်သူကျောင်းမှာအင်္ဂလိပ်လိုပြောညညွတ်တာထိုင်းနေစုဝေးနေတဲ့နေရာတွက်ကြည့်ကလေးတွေအင်္ဂလိပ်ဘာသာသင်သူတို့မိသားစုအတိုင်းဝိုင်းနဲ့ပြောင်းဝင်လာပြီဆိုလို့ရှိရင်ထိုင်းဘာသာစကားပဲပြောရတယ်ကျောင်းကပြန်သူတို့ရိုးရာဘာသာမိခင်ရင်ဘာသာလုံးဝအပြောင်းမခံရဘူးအီရန်တောင်ဘုန်းကြီးတို့နိုင်ငံတကာရောက်တဲ့ကနိုင်ငံပေါင်း30လောက်ကိုရောက်တယ်အကုန်လိလာကြည့်တယ်လာပြီကိုရွှေမြန်မာတွေလာပြီဟမ်ပြီးတော့ခါကျတော့နိုင်ငံတကာနေပြီးတော့မှဘာရေးညာရေးလက်អော်နေတယ်သူတို့သားသမီးကြတော့ပြန်ကြည့်ဗမာစကားကိုမတတ်တော့ဘူးစဉ်းစားမျိုးပြည့်သစ္စာပေါက်လောက်ကိုအမျိုးကိုဘာသာကိုသာသနာကိုကာကွယ်ထိန်းသိမ်းဆောက်ရှောက်ကောင်းမသိဘူးပတ်ဝန်းကျင်နဲ့လှည့်တွက်တရုတ်လည်းပတ်ဝန်းကျင်နဲ့ပဲလေကလားလည်းပတ်ဝန်းကျင်နဲ့ပဲလေသူ့မျိုးကိုသူဆောက်ရှောက်တယ်ဒါကြောင့်မလို့ပြောတာခရစ်ယာန်3ယောက်ပေါင်းမိရင် chess တစ်ခုဖြစ်ဖို့ဝင်မလေးဘူးအစ္စလမ်3ယောက်ပေါင်းမိရင်ဗလီတစ်ခုဖြစ်ဖို့ဝင်မလေးဘူးဗုဒ္ဓဘာသာ3ယောက်ပေါင်းမိရင်ယံဖြစ်ဖို့ဝင်မလေးဘူးညာတကနစ္စာသင်္ကဟောတော်တော်ကိုအကျိုးပေးနေတယ်စီကံဖောက်လို့မငြိမ်ညွတ်ရင်တိုင်းပြည်ကြီးပါပျောက်သွားမယ်လူမျိုးပျောက်ရင်တိုင်းပြည်ပျောက်မယ်သူများဘာသာရေးကသူများအရေးကိုသူများလုပ်နေတယ်တို့လက်တို့အရေးတို့လုပ်ရမှာပေါ့ရှင်းမလားအိုးထတော့တောက်မှုထတော့တာရီသမီးစီဝါရေးဘုံဆိုင်ထဲမှာအိပ်ပျော်နေတဲ့တောင်ကိုနောင်တရကြသမှာတော့တစ်ချိန်ဘာတွေဖြစ်ခဲ့တယ်လဲသိပါတယ်တောင်ကဟုတ်ကဲ့လားတစ်ချိန်ကဘာတွေဖြစ်နေအခုဘာတွေဖြစ်နေနောက်ဘာတွေဖြစ်အောင်မလဲပြန်တွေးကြည့်ပေါ့ဟုတ်ကဲ့လားစဉ်းစားပါကိုမျိုးကိုဘာသာကိုတာလာကိုကာကွယ်ကြရမယ်သူတို့ကသိစိတ်ကန်းရှိတယ်ခွန်ရှိကြောင့်ဘာသာဆိုင်မဲ့ဝယ်သူ့ဘာသာလူဆိုင်မဲ့ကျန်တဲ့ဘာသာဆိုင်ဆိုအလကားတိုက်တဲ့ရေတောင်မတော့နဲ့ဟုတ်လားဘုန်းကြီးမော်လမြိုင်မှာတွေ့ခဲ့တယ်အစ္စလမ်ဆိုင်ပိုင်ရှင်ကအစ္စလမ်ဆိုင်ညကြီးကျယ်လွန်တဲ့အခါကျတော့အလုသမား120ရှိတယ်အဲ့ဒီမှာမိန်းကလေး60ယောက်ျားလေး60အလုခံတယ်မိန်းကလေး60ကိုကြတော့တိုင်းရင်သားမြန်မာမွန်ကရင်ရှမ်းတကယ်တိုင်းရင်သူအချောလှလေးတွေပညာတက္ကသိုလ်ကြီးခံတာမိန်းကလေးတွေကဲယောက်ျားလေး60ကြတော့အစ္စလမ်လေးကြီးခံတာကဲမနိစ္စအောင်လို့အဒီကလေးမလေးကိန်းများကြောင်းမပြီးသေးလို့စာပေးစာယူတက်ရမယ်တလခွင့်တောင်းတယ်ပေးတယ်ခွင့်ပေးတယ်လားစာမဖြတ်ဘူးလားစာမဖြတ်တဲ့အပြင်မှာသူတက်တဲ့ကြောင်းစရိတ်ကျူရှင်စရိတ်အဆောင်ကပံ့ပိုးပေးတယ်အဲ့ဒီတထေးကိုယ်တိုင်လည်းမပံ့ပိုးပေးဘူးသူရည်ရွယ်ထားတဲ့ကောင်ကလေးအဲ့ဒီကောင်လေးကဒီကောင်လေးညှိစေချင်တာဒီကောင်လေးကိုပဲလိုက်ပံ့ပိုးခိုင်းတာခိုင်းကြောင်းစရိတ်ဒီကောင်လေးလိုက်ပို့ခိုင်းတယ်ဟာအဆောင်စရိတ်တွေလိုက်ပို့ခိုင်းတယ်မနိစ္စအောင်ဟိုလာကမဖြတ်တဲ့အပြင်မှာနော်အဲ့လိုလာပြီးတော့ဆောက်ရှောက်ပေးတာဆိုတော့ဒီကလေးမလေးကဘာသာအတိတရားလဲအားနည်းနေတဲ့အချိန်အားနည်းလို့လဲမွတ်စလင်ဆိုင်မှာကျွန်ခံတာပေါ့တို့သမီးတွေထဲမှာမွတ်စလင်ဆိုင်ကိုကျွန်ခံတဲ့သမီးတွေပါသေးလားဟဲ့မပါပါဘူးဖေဟာတို့မှာပက်လက်ကိုလမ်းလို့အမြဲအလိန်ခံနေရညာတကနင်းစာသင်္ကဟောကိုမျိုးကိုဘာသာကိုသာသနာကိုကာကွယ်ထင်းထင်းဆောက်ရှောက်ကမှမသိဘူးနေအောင်ကောသလမင်းခဏနေအောင်တို့ရေးတို့ပြောအောင်မယ်ဟိုကကြံခဲ့ပြီထားခဲ့တို့ပြောချင်တာဒါပြောချင်လို့ကောသလကိုတဲနေတာတဲ့တာသွားကြစို့ဝိတ်ဝိုင်းနေနားမလဲဘူးအဲ့လောက်တဲ့ပြောတာကမှငါတို့စောင်းပြောတယ်ထင်တယ်လာအောင်ပါဒီလောက်တဲ့ပြောနေတာကိုစောင်းပြောတယ်ထင်တာအလို့သာမှတ်အဲ့ဒါတို့တောင်ကမှလူအတွေများရှိသလားရဲ့မရှိပါဘူးအေးလဲကြလဲလွတ်နဲ့ဘိန်ချီးတဲ့နေတဲ့
မှတ်ထားဟိုမှာကြည့်သူတော်ကောင်းတို့ဟိုမှာဟာတိတ်ကမှစီကံတိတ်ကောင်းတယ်သူတို့အချင်းချင်းပဲသူတို့အားပေးတယ်ဟုတ်ပလားဟာဗုဒ္ဓဘာသာဆိုင်ဘယ်ကလေးဆက်ဘယ်ဆိုင်မှအားမပေးဘူးသူတို့ဗုဒ္ဓဘာသာကအဲ့လိုမဟုတ်ဘူးဟမ်တက်တာရင်တက်တာတဲ့ဆိုင်အားပေးတာဟုတ်လားဘာသာရေးလူမျိုးရေးမမြင်ဘူးဟိုကမြင်တယ်တို့ကမမြင်ဘူးအကုန်အားပေးတာအကုန်ဝယ်တာဟုတ်ကောရလားစဉ်းစားနော်စီမဲ့ကမ်းမဲ့လင်ယူကလည်းပတ်ဆက်သေးနောက်ဆုံးမှကြည့်မော်လမြိုင်ကလည်းအဲ့ကောင်မလေးဒီကောင်လေးနဲ့ညှိလို့အိမ်အောင်ကြပြီနော်အိမ်အောင်ကြတော့ဟိုဘက်ကမိဘတွေကမိဘမျက်ခါအုံးမဲသုတ်တယ်ငကိုတော့ကိုတပိဗမာအလုပ်လို့စဉ်းစားလေဟင်လားကလေးနဲ့ပတ်ဆက်လေးရတဲ့ကစားတော့နေတယ်ဒီသမီးမွတ်စလင်နဲ့ညားမယ်ဆိုတော့ကကျတော့အမေမျက်နှာအုံးမဲသုတ်တယ်နောက်အမဲစီပါထည့်ပေးအလုံးရှုပ်တယ်ဒီလောက်အတိတရားနဲတဲ့မိဘကိုသားသမီးပတ်ဆက်ရလားဘယ်လိုနည်းစနစ်နဲ့ရလဲလိလာအောင်မှာပေါ့တရားတော်နီလားမတရားတော်နီလားအမျိုးဖြတ်သစ္စာပေါက်တဲ့မှာငါသမီးလေးပါနေသလားအကဲခတ်အောင်မှာပေါ့ဒီတဘောဟာတနတ်စာနဲ့သမီးတို့ရဲ့မွတ်စလင်ဆိုင်ကိုကျွန်းခံမှငါသမီးတွေစားရမှာတယ်လားရှားပေါ်မျက်ပေါက်သွားစမ်းပါစေကိုမျိုးကိုပါနာကိုတနာကာကွယ်စမ်းမှာမြန်မာတွေအိပ်ပျော်မနေစမ်းပါနဲ့ဟိုမှာသူများတွေလုံနေပြီသူတို့ဘာသာရေးသူတို့လှုပ်ကြတယ်လို့ကိုဘာသာရေးကိုလှုပ်ကြမယ်ဘာသာရေးသွေးအေးမနေနဲ့နှွေးထွေးကြဖို့လိုနေပြီနော်ညင်ညွတ်ကြဖို့လိုနေပြီနော်ရှင်းမရှင်းလားရေတပြည့်ပြည့်နဲ့တောင်းကူမှာဘာတွေများလာလဲကိုယ့်ကိုအကဲခတ်ပေါ့သိပါတယ်မသိဘူးလားသူတို့ညံ့တာသူတို့တော်တာမတို့ညံ့တာသူတို့တော်တာလားတို့ညံ့တာလားရေဟုတ်တယ်တို့ညံ့တယ်လို့ပြောတော့ကိုယ့်ပံကိုလှန်ထောင်းသလိုပဲစဉ်းစားအဓိကသူ့နန္ဒညံ့တာဘာဖြစ်လို့ကိုသားသမီးကိုမဟောခဲ့လို့ရှေးမစွာကြတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း20 30 50လောက်ကများဒီလိုဓမ္မတပင်မျိုးတွေများတို့တောင်ကူမှာရှိအစ္စလမ်ဝါဒီတွေဒီလောက်ထိတောင်ကူမှာများစရာအကြောင်းမရှိဘူးအိတ်နေကြတယ်ကိုရေးပဲကိုတွေးတယ်အမျိုးဘာသာသာသနာဘာတစ်ခုမှမတွေးခဲ့ဘူးတဘွားစာတဏ္ဍစာငါစီးပွားငါတက်ပြီးရောဒီလိုနေခဲ့ကြအဝေးကကြာရင်ဓမ္မတတိဆရာတော်တပါးလည်းရံဖြစ်တယ်ထင်နေဦးမယ်တရားဟောတာလားမိန်ကုန်းပြောတာလားအောင်မင်းစဉ်းစားပါဒီဘာသာသွေးတွေကအလုံးမတန်အရေးမကျူလားကြီးသလားရဲ့အရှင်များတို့ဗျာများများဟောပေးကြပါဗျာအရှင်များတို့များများဟောပေးကြပါဗျာအားကိုးပါတယ်ဗျာအရှင်များတို့ကိုဘာဖြစ်လို့လဲဆိုတော့ဒီပြီးတော့သေတော့မှာပါဖေဟာမျိုးဆက်တစ်တို့တိုးတက်ရဖို့ယနေ့ဓမ္မစကူသင်တန်းကျောင်းလေးတွေကတိတ်အရေးကြီးနေပြီဗျမကြည့်လားကြည့်လားရဲ့အဲကြောင့်မော်လမြိုင်မှာဖုံဖုံတို့ဓမ္မဟိတဒရဆရာတော်ဘုရားတို့နဲ့ပေါင်းပြီးတော့မှဘုန်းကြီးတို့တဲ့ကဏဝါစကအသိကြီးဖွဲ့စီတော့မှဟာဒီပြီးတော့ရင်ကျေးလိမ်မှာသင်တန်းနေဓမ္မစကူကနေ့မော်လမြိုင်မှာစာရိတ္တဓမ္မသင်တန်းကျောင်းရှိရလေအဲ့ဒီပုံစံမျိုးပေါ့ဟုတ်ပလားရေနော်အဲ့တော့မယန်းကျောင်းကလှုပ်ထားတယ်လို့မျိုးမနေ့ကတော့မယန်းကျောင်းဆရာတော်ဘုရားနဲ့ဖူးတွေ့တော့ဝမ်းသာတယ်ဗျာဒီလိုတင်လိုက်တာနော်ဝေလို့ဟောသာသနာ့ရေးတာဆရာတော်ဘုရားကြီးသွားတော့ဥဒုနနာရဲ့တဲ့ဥဒုနနာတို့ကတိုင်းပေါက်ပြီးပေါက်တွေလည်းဖြစ်နေပါပြီတဲ့အားလုံးကလည်းအတိမပြုနေကြတော့ဥဒုနနာရဲ့တဲ့အမျိုးဘာသာသာသနာရေးဒီပြီးတော့ရင်လေးလွတ်မောက်ပါဗျာတဲ့ရှင်မြတ်ဟောပေးစမ်းပါတဲ့ရှင်မြတ်နိဗ္ဗာန်အကြောင်းတရားဝိပဿနာတရားတို့ရိတ်တာတွေကတာဝန်ယူဟောလို့ရပါတယ်တဲ့အမျိုးဘာသာသာသနာပြုစာရိတ္တကောင်းမွန်ရေးသီလကောင်းရေးကိုတော့ကိုယ့်အမျိုးကိုယ့်ဘာသာကာကွယ်ဆက်ဆောက်ရေးတရားတွေကအများကြီးလိုနေပြီဗျာအခုကလေးတွေကအာယုံ၅ပါးကမ္မဂုဏ်တရားမှာပဲပျော်ပါမော်ကြွားနေကြတယ်တဲ့စိုက်ကဲကိုအိတ်စောဖွင့်တော့ဝရူလို့ဘလို့စိတ်ကူးနေတာဟုတ်လားစီမရှိကံမရှိ IT ပညာဆိုတာကအင်တာနက်ဆိုတာကတကယ်တမ်းကျတော့ပညာရှင်တွေအတွက်အထောက်အကူဖြစ်စေတယ်အခုတို့မြန်မာကလေးတွေကဘာလို့အင်တာနက်ဆိုင်ဝင်ဘာလို့ဖွန်ချောင်းလားဖွန်ချောင်းနေကဲဘာလို့လဲတရားနဲ့ရီးစားစာပေးရီးစားဖတ်နေကြတာအောင်မကလေးတွေမင်းတို့ကြောင့်မသိဘူးမှတ်လို့လားအကုန်သိတယ်ဖုန်းလေးမှာတတင်ကိုဘာလို့လဲကုသိုလ်ရစရာတလုံးမှမပါဘူးအဲ့ထဲမှာဘာလို့လဲဖုန်ကြောင်းလို့ရီးစားစာပို့နေကြတယ်ဘုန်းကြီး तू မပို့ရတိုင်းလို့များဆိုချင်သေးလားမဆိုနဲ့ကိုယ်တန်ဖို့ရှိတဲ့မျက်လုံးလေးကိုယ့်ကိုတန်ဖို့ထားဖို့ပြောနေတာ
ကိုမှတိုင်းရေးပြည်ရေးအမျိုးဘာသာသာသနာရေးလို့ဆိုတာအများကြီးမရှိလားရှိလားရေဒါကြောင့်မို့တခါတလေပြောရတယ်ငါသမီးတို့ရဲ့လုံလုံချုံချုံနေကြသမားညီတို့လင်ရမှာသိကြပါရဲ့အေးလို့တခါတလေအမေကိုယ်တိုင်ကသမီးမိန်းကလေးတွေမွေးထားဘောင်းမိတို့ကြီးကာကာနဲ့သမီးတွေရှိမှတ်ထားအမေကိုယ်တိုင်ကဘောင်းမိတို့ကြီးကာကာလွတ်နေသမီးအလှည့်ကြံကြည့်နေအချီကျိုးကြောင်းကြိုက်ထွက်လာမှာဆရာလေးတွေပြုံးမနေနဲ့တို့ညီမတွေတို့အမတွေမှာတာဝန်အများကြီးရှိတယ်မိန်းကလေးတွေကိုအမေတို့ကထင်ရမှာဒီဆရာလေးတွေကဘုန်းကြီးအမတွေကထင်ရမှာဘုန်းကြီးညီမလေးတွေကထင်ရမှာဟုတ်မလားထင်ရစမ်းပါကိုမျိုးကိုဘာသာကိုသာသနာကိုထိမ့်ဖို့မလုံလားလို့သလားဟိုမှာလင်ယူမိတာကဲပထမတော့မင်းဘာသာမင်းယူငါဘာသာငါယူနဲ့ယူတကယ်တမ်းကျတော့အိမ်အောင်ကြပြီဆိုတော့မရတော့ဘူးဗျဒါကြောင့်ဘုန်းကြီးတို့မောင်ညာမျိုးကအလုံးပါဆိုလို့ဆရာမတယောက်မွတ်စလင်ကောက်ယူမိတာသူ့ဘာသာငါဘာသာနဲ့ဒုံလုံးဆွဲကနေနောက်ဆုံးကောမလီအသက်ခံတော့အိမ်သားလည်းပြစ်ထည့်ထားကြတာခိုင်းစဉ်းစားဟိုယူမိပြီဆိုတဲ့အခါကျတော့မှအဲ့ဒါဘာသာဆုံးရပြီရိုးရိုးဆုံးရတာမဟုတ်ဘူးရှေ့ဘိုးဘေးပြလက်ထက်ကလေးကကိုးကွယ်စည်းကပ်လာတဲ့မြတ်စွာဘုရားရဲ့ပုံနဲ့ယဟန်တန်ခါရဲ့ပုံကိုညီမချပြီးတော့မှနင်းရတာအဲ့ဒီပုံမှာတက်နင်းရတာအဲ့ဒီမင်္ဂလာဆောင်တဲ့နေ့မှာရောက်ခတိရောက်ခမကောင်လေးရဲ့အဖေမေရောက်ခတိရောက်ခမခါအောက်ပိုင်းဆေးတဲ့ကြီးကိုတောက်ရတာဘာမှလို့တော့မင်္ဂလိတွေစီကန်းရှိစမ်းမှာဘာဖြစ်လို့မွတ်စလင်ဆိုင်ကျွခံကြရလဲဘာဖြစ်လို့သူတို့နဲ့ပေါင်းတင်ကြရလဲတဲ့ပဲပြောပြရစီတော့ဝိဝိုက်ပြောရင်နားမလဲတော့နားဝေးတယ်ဟုတ်မလားဒါဘုန်းကြီးအနစ်နာကပ်ပြီးကျေးဇူးဆက်နေတာပါဒီတရားပြီးဥဒုဏနာဘာဖြစ်မှာဘုန်းကြီးမသိဘူးဘာဖြစ်ရမှာလို့ရန်ကုန်ပြန်မှာပေါ့မနေ့ကအားပေးတယ်ဟေးဘုန်းကြီးစောမကြီးကအားပေးတယ်ဘာပြောဘုန်းကြီးညချဒီတရားလေးဟောသမ်းပါလေဘာဖြစ်လဲပြတယ်အရှင်မြတ်ဟောပြီးပြန်မဲ့ကိစ္စပဲတဲ့အားပေးတာအားပေးတာဘုန်းကြီးလည်းပြောလိုက်ပါသူ့အကိုဆိုရင်ဒီလိုပြောမှာမဟုတ်ဘူးလို့သူကိုယ်ကိုကြီးမဟောနဲ့မကားသူများတော့ဟောကိုကြီးပဲဒုက္ခရောက်မှာသူပြောမှာကဲကောင်းပြီဒါပေမဲ့တို့သူတော်ကောင်းနဲ့ခုနိုင်ကတော့စိတ်သွားပြီတဏှာကြီးဟောပေးတာရဲ့နှစ်နာရီဟောပေးတာရဲ့ဘယ်ဟာကြိုက်တော့ဘောသူတို့အမျိုးမမဟုတ်တာကြီးသူတို့အမျိုးသားဆိုလို့တော့ပြီငါသားလေးတဏှာကြီးပဲမဲငါသားလေးပင်မလိမ့်မယ်ငါတို့ကိုကြီးပင်မလိမ့်မယ်ငါမောင်လေးပင်မမယ်လာမှာပေါ့အခုတော့ဘာမှအမျိုးလားဟောကိုတော်ကြီး2နာရီလက်ကောက်ထက်တော့ကိုတော်ကြီးထွဲအဲ့လိုလားမပါဘူးဒါကြုံခဲစုံခဲဟုတ်ပါလားနော်ဒီတရားမျိုးအလုံးမတန်မှနာရခဲ့ပါတယ်ဟုတ်လားအဲ့တော့ဟောလိုက်ရင်လည်းပဲတခါတည်းကျဘုန်းကြီးတို့ကအမျိုးဘာသာသာသနာရေးတရားကိုဟောတဲ့အခါကျတော့ဟာဘေးပတ်ဝန်းကျင်ရဲ့မျက်လုံးတွေကကြည့်လိုက်လို့ရှိရင်ဘုန်းကြီးတို့ပဲနိုင်ငံတော်လုံးချမှုကြနေတာပဲစဉ်းစားဒါပြောရမှာအမျိုးဘာသာသာသနာမပြောလို့မရတော့ဘူးဒီကိစ္စရှင်းမလားဒါကြောင့်သမီးတို့သားတို့ရဲ့ဘာဖြစ်လဲသူတို့ကခွန်ရှင်းကြဆိုရေးပေါ်ကိုလည်းပဲ669ဘာလဲ669ပြောပါလေဟာ669ကဘာပြောတယ်လဲရှေ့နံပါတ်9ကဖယားဂုံတော်9ပါဖယားဂုံတော်ဘယ်နှပါတော့ဟေးအလဲ6ကတော့ဘုမေအဆုံး9ကတော့ဗုဒ္ဓံဓမ္မံသံဃံရေးချင်ရေးပေါ့ဗုဒ္ဓံဓမ္မံသံဃံမရေးရင်ဘယ်လိုရေးမလဲ669ရေးပေါ့ဟုတ်မလားဟာဆိုင်ထဲမှာသာသနာအလံတစ်စိတ်ကလေးတတ်ထားပေါ့ရေးလဲကြည့်ကြရေးပေါ့တနေရာမှာရေးထားတယ်သူ့ဆိုင်ကပဲမုံစံမုံအမုံမျိုးစုံကြိတ်တာရေးထားတဲ့စလုံးကအကြီးကြီးဗုဒ္ဓံဓမ္မံသံဃံအမုံစုံကြိတ်တယ်ဟာဖျက်ကုန်မသွားရဲ့အောင်ဆွဲအမုံကြိတ်လိုက်မှာဆိုလို့အခုလည်းကြည့်ကြဟောနေရတာအမုံကြိတ်ပြလိမ့်မယ်တို့ဘာလို့ကိုမျိုးကိုဘာသာတဲ့အိပ်ပျော်မနေနဲ့အရေးကြီးနေပြီ
ရှင်းမလားဘုန်းကြီးကသူများဆိုင်ကိုသွားပြီးတော့ဖြက်စီးရမယ်တိုက်ရမယ်ခိုက်ရမယ်တိုက်ရမယ်ဖြတ်မယ်ဒီလိုပြောနေတာမဟုတ်ဘူးကိုယ်အိမ်ကိုလုံခြုံအောင်ပြောနေတာကိုသားသမီးကိုအမျိုးဘာသာသူများကလက်တိတ်ထိုးတယ်သူများကဗလီတဲ့တွေတိုးတိုးပြောလူမကြားဘူးတို့ကစက်နဲ့ပြောတာလူကြားတယ်မကြားဘူးလားအမေတို့ကြားမကြားတော့မသိဘူးဗျို့အပေါ်ကကြားမင်းကြီးကတော်တော်လေးကြားလာပြီဒီမှာစဉ်းစားအမေတို့ဒါကြောင့်မလို့ကိုမျိုးကိုဘာသာကိုကာကွယ်ချရမယ်ဆောက်ရှောက်ချရမယ်ရှင်းရှင်းလားဟိုမှာခါတဲ့ရပြီဆိုမရခင်တော့မင်းဘာသာမင်းငါဘာသာငါကိုကွယ်လာတယ်ရလဲရရောနှိမ့်ဆက်ခံရတော့တာပဲအသက်ပြတ်ခံရတော့တာပဲဟာတော့တို့မချင်းရှာဖြတ်ပြစ်တာစဉ်းစားတော့သမီးတို့နှလုံးသားကိုအလိုလိုက်တိတ်မိုက်တဲ့သမီးတွေမဖြစ်ပါစေနဲ့နှလုံးသားကိုအလိုလိုက်တိတ်မိုက်တဲ့သားတွေမဖြစ်ပါစေနဲ့ရှင်းလားယနေ့လူငယ်တွေအများကြီးရေးကြည့်တယ်ကလေးအထင်မသေးနဲ့ကလေးကောင်းမှလူကြီးကောင်းလားလူကြီးကောင်းမှတိုင်းပြည်ကောင်းလားဒါကြောင့်နောက်မှာကလေးအထင်မသေးနဲ့ကလေးကောင်းမှလူကြီးကောင်းမှတိုင်းပြည်မကောင်းတာအိုးဘုံမပြောပါဘူးဟာဒီဆရာလေးတွေပြောတာဘုန်းကြီးပြောကိုမပြောဘူးတောင်ကိုပြိတ္တာကောကိုပြောတယ်ဘုန်းကြီးဒါပဲကြမ်းမရှာနဲ့ဒါကြောင့်မလို့ကလေးတို့အရွယ်လိမ္မာနှင့်ပါမှကြီးရင်ကလိမ္မာမည်မလိမ္မာပြည်တော်စုကြလေတခိုးတွေပေါ်လိမ့်မည်တဲ့တခိုးပေါ်တဲ့တိုင်းပြည်ဘယ်တော့မှမကြည့်ပါဘူးမှတ်ထားဘာရတနာခုနမမကလို့10ပါးထွက်ရှင်းမလားဒါကြောင့်မလို့ကလေးတို့အရွယ်လိမ္မာနှင့်ပါမှကြီးရင်ကလိမ္မာမည်မလိမ္မာပြည်တော်စုကြလျင်ကောင်းဖို့မမြင်ကလေးတို့နေပြည်တီးစေဖို့စိတ်စောနန်းနဲ့မင်္ဂလာနဲ့နေမကွာညင်ပါသုံးလို့ရဲ့ပြုံးချစေတော်တဲ့မင်းကဝီလူဝန်ကျေးဇူးရှင်ဆရာတော်ကြီးသူနနာရဲ့မင်္ဂလာတရားတွေဟောပေးစမ်းပါတဲ့မှန်လားပါဗျာဆရာတော်ဘုရားကြီးများရဲ့အဆုံးမဩဝါဒကိုဘုရားတော်ခြေတော်ရင်ဝတ်ဆင်း၍နှစ်ဖူးတို့တင်းငါဘုရားကြီးတော်ဝန်ခံပါမယ်ဗျာကျေးဇူးဆက်ပါမယ်ဗျာဆရာတော်ဘုရားကြီးများလည်းကျေးဇူးဆက်ပါမယ်တိုင်းသူပြည်သားတွေကိုလည်းဘုရားကြီးတော်ကျေးဇူးဆက်ပါမယ်ဗျာဒီအသိဉာဏ်လေးတွေအများကြီးမလို့လားလို့သလားအများကြီးလုံနေပြီနော်ဒါကြောင့်မလို့အမျိုးဘာသာသာသနာအတွက်ကာကွယ်ချရမယ်စောင့်ရှောက်ကြရမယ်ထိမ့်သိမ့်ကြရမယ်ကိုယ့်အိမ်ကိုလုံခြုံအောင်လုပ်ကြဖို့မလို့လားလို့သလားအဲ့ဒါကိုပဲဗါတယ်လေညာတတ္ထစရိယာဘာစရိယာလဲညာတတ္တစရိယဆိုတာကဆွေမျိုးတွေကိုပြစ်ကာမထားနဲ့တင်္ဂါတရားပြည့်ချီးမြှောက်လေတဲ့ဒါကြောင့်လို့ဘုံဘုံတို့လေညာအိတ်တော်မယ်ဆိုရင်အမျိုးဘာသာသာသနာနဲ့တွေးကြည့်အိတ်ကိုမပြောဘူးအိတ်ကိုမပြောဘူးအော်ဒီတိုင်းဆိုခက်ရကြီးရဲ့ငါတို့တိုင်းပြီလူမျိုးပြောက်ဘာသာပြောက်ရင်လူမျိုးပြောက်မယ်ဘာသာပြောက်ရင်လူမျိုးပြောက်ရင်တိုင်းပြည်ပြောက်မယ်လူမျိုးပြောက်ရင်အမျိုးပြောက်မှာစိုးကြောက်စရာအမျိုးပြောင်းမှအမျိုးကိုချစ်ပါဘာသာကိုမပြစ်ပါနဲ့ဗါတယ်ညာတတ္တစရိယဖယားရှိကိုရမြရှောင်းလန်းကြတဲ့လမ်းစဉ်မြဥဒုနနာအလကားအာချောင်းနေတာမထင်နဲ့ရှင်းမလားဟိုမှာဖယားရှိကိုရမြဆိုလိုချင်တာကတော့အဲ့ဒီမှာဟိုတာကီနွယ်တွေကတကားတဲ့သူတို့မင်းသမီးလေးကငါတို့မင်းသမီးကစကြည့်တယ်မပေးသားနိုင်ဘူးမပေးသားတဲ့စစ်ခင်းကမှဆိုတော့ဂျုံမနဲ့ပေးစားဝါသဘခတ္တိယဝါသဘခတ္တိယဆိုတဲ့ဂျုံမနဲ့ပေးစားတော့အဲ့ဒီကောသလမင်းနဲ့ဂျုံမနဲ့ညီရတဲ့အခါကျဝိတတုပမွေးဟိုကလေးအရွယ်ရောက်လာတဲ့အခါကျအထရတ18ရက်အကုန်ကြွားကျင်လိမ္မာတက်မြောက်အမေကျွန်တော်ဗျာနေ့တိုင်းအဖေအမျိုးတွေကြီးတွေ့နေရအမေအမျိုးနဲ့ကိုမတွေ့ရဘူးကျွန်တော်အမေအမျိုးတွေကာရဝပြုကျင်နေမေရဲ့ကျွန်တော်ခွင့်ပြုသမှာအောင်ตาရဲ့မသွားချင်ပါနဲ့အမေကလည်းပြောရင်အဲ့ဒါအကြည့်ပြောနေတာပဲမဟုတ်ဘူးตาရဲ့သားအမေရဲ့အမျိုးတွေကအလကားနေရင်လကားမာနကြီးနေကြတာဇက်ကြီးတာပြောတာမာနကြီးနေတာသားကိုကြွကြပြောလိုက်ဆိုလိုက်လို့ဆိုရင်အမေလေးသားအတွက်စိတ်ပူလို့ပါသားရဲ့အဲ့ဒါနဲ့ခဏခဏတည်းတော့ကဲဒီလောက်မှပြငါသားသွားအရာရာငါသားလေးတိခံခဲ့ပါသားရဲ့ကောင်းပါပြီမေရဲ့တိခံမှာကဲသွားဟိုရောက်တဲ့အခါကျတော့တကားတည်းပဲဟိုဝိတတုဟိုဒီဝိတတုပါတဲ့ငယ်တဲ့ကောင်လေးတွေမှန်တယ်မြမင်းသားမင်းသမီးလေးတွေအကုန်တော်တဲ့လှုပ်ထားလိုက်တာကြောရမှာဆိုလို့ဝိတတုပါတဲ့အမေကြီးတဲ့လူတွေကြီးနန်းတော်နဲ့နေတာသူဟာကြည့်လိုက်ကြောရတာ9ရက်လုံးနေတာဟာ
ဒီနိုင်ငံငါတဲ့ငါတဲ့ငယ်တဲ့လူကကိုသေများသေကုန်မလားမသိဘူးဟိုလူငယ်အတန်လေးကဝင်သွားတယ်ဗျဒါနဲ့သူပြန်ကန်နေကြတော့ဓာတ်ကိုထားခဲ့တာဓာတ်ထားပြီးတော့သွားတော့ဟိုလမ်းရတာဟဲ့မင်းချင်းတယောက်လာစမ်းမငါဓာတ်ကြံခဲ့သွားယူငါပြောမယ်မင်းမြင်တဲ့အတိုင်းပြောကြားတဲ့ပြန်ဟုတ်မှန်တဲ့အတိုင်းမပြောနော်မပြောရင်မင်းငါနဲ့တွေ့မယ်သွားယူဟိုကြားတဲ့အခါကျတော့ဟာဝိတုလူမထိုင်ခဲ့တဲ့နေရာကိုနွားနို့ရည်နဲ့ဆေးနေတာဂျုံမသားထိုင်ခဲ့တဲ့နေရာဂျုံမသားထိုင်ခဲ့တဲ့နေရာနွားနို့ရည်နဲ့ဆေးနေတာအဲ့ဒီမှာတခါတည်းဟောမြင်မင်းချင်းကမင်းကဟာဓာတ်လိုက်ယူတာပါပြန်ပြီစဉ်းစားနော်ဟုတ်တယ်မှန်တယ်ဒါပေမဲ့အကျိုးရှိမရှိကြည့်ရတယ်ဟုတ်ပလားငါဟုတ်တာပြောတာငါမှန်တာပြောတာဘယ်သူကိစ္စမှလဲကွာမလုံးနဲ့အကျိုးရှိမရှိကိုကြည့်အခုဘုံပြောတယ်အိပ်ပျော်နေတဲ့သမီးလေးတွေအိပ်ပျော်နေတဲ့သားလေးတွေအမျိုးသားချစ်စိတ်ကလေးတစ်စိတ်လောက်ကလေးဝင်သွားရင်ပဲတိတ်ရောက်တဲ့ဘာသာရေးအမျိုးသားရေးအသိပညာလေးခဏညရသွားရင်လူ1000ကျော်ကိုတရားဟောတာဘုန်းကြီးကျင့်တတ်တယ်တိတ်ရောက်ပဲတည်အောင်တော့ဒါအမြတ်ပြီဟုတ်တယ်မှန်လဲအကျိုးလည်းရှိရမယ်ကိုအမျိုးကိုဘာသာကိုသာသနာအကျိုးရှိရမယ်ရှင်းလားအဲ့ဒါမျိုးကိုကြည့်ရတယ်အကျိုးရှိမရှိကိုအရင်ဆုံးကြည့်ဟိုမှာကြည့်ဟုတ်တယ်မှန်တယ်အကျိုးရှိမရှိကိုကြည့်ရမှာပေါ့ဒါကသူတော်ကောင်းတို့တကားရှင်မင်းကြီးတပါးကိုရိုကြီးတပါးကိုကိုစီကာနေ့တိုင်းဆုံးလောက်မှန်သောစကားကိုဆိုခြင်းနဲ့ပတ်သက်သောမှတ်ချက်များမှန်တယ်ဆိုတိုင်းလည်းပြောသင့်မှပြောမပြောသင့်မပြောနဲ့ဒါကိုပြောချင်တာအကျိုးမရှိမှန်မပြောနဲ့ဖရာသုံးသောစကားမှာစကား6ခွန်းလူနိုင်ထွန်း2ခွန်းကိုသာကြိုးရှိရာကောင်းစွာမသိဆိုတော်မူတတ်တယ်တဲ့ဟုတ်တယ်မှန်တယ်အကျိုးရှိတယ်နာယူတဲ့ပြိဿကြိုက်တယ်ပြောဟုတ်တယ်မှန်တယ်အကျိုးရှိတယ်နာယူတဲ့ပြိဿမကြိုက်ဘူးမကြိုက်လည်းပြောဘာဖြစ်လို့လဲ तू မသိလို့မကြိုက်သေးတာ तू ခန္ဓာညံမရောက်လို့မကြိုက်သေးတာရှင်းမလားကဲဟိုမှာကြည့်အဲ့တော့तू နဲ့ပေါက်ပြီးတော့မှဒီကရောကြီးကိုယ်ကစီကတ်လာတာနောက်မင်းချင်းတယောက်ကွာငါနဲ့လည်းပေါက်ပြီးငါတစ်သက်လုံးကိုယ်ကစီကရောကြီးဘယ်လိုများကြင့်ကြံနေတယ်လဲငါသိကြတယ်မင်းလိုက်ကြည့်စမ်းမင်းချင်းတယောက်လိုက်ကြည့်ခိုင်းအဲ့ဒီမင်းချင်းကနောက်ကလိုက်ကြည့်တာပေါ့ရှေ့ကကိုရောရဲ့ဆက်နေသွားဟောတောင်တန်းနဲ့တောဆက်တဲတစ်ခုလည်းတွေ့ရဇရာတစ်ခုတွေ့တဲ့အခါကျတော့အဲ့ဒီမဟာကလေးဒါပေကြီးကြံလာပြီဟာဒုက္ခတွေရောက်ပြီဟိုမှာအတုလေအပေကြီးကြံလာပြီပေကြီးကြံလာတဲ့ကလေးတွေဝိုင်းဟာမင်းကြီးတွေ့ပြီကြားပြီမြင်ပြီနောက်ကျတော့အမျိုးသမီးတယောက်ထွက်လာပြီးတော့မှတခါတည်းပဲတပိတ်ကိုယူလိုက်တယ်ဟာသူကဇရာပေါ်တက်သွားတယ်ပြန်ထွက်လာတော့လူစားကြီးနဲ့မင်းချင်းမင်းစဉ်းစားစမ်းမင်းရှင်ပြင်ဘယ်လိုတရုံးတင်မှလဲမင်းမြင်တဲ့အတိုင်းဟုတ်တဲ့အတိုင်းမှန်တဲ့အတိုင်းမင်းတရုံးတင်မင်းအတွက်ကောအကျိုးရှိမလားရှင်မင်းအတွက်ကောအကျိုးရှိမလားဟိုမိသားစုအတွက်ကောအကျိုးရှိမလားလိန်တဲ့လူကတော့မလိန်ပါလို့လိန်တာထားလို့အပြစ်မဲ့တဲ့ကလေးတွေဒုက္ခရောက်တော့မယ်ဆွေ90မျိုး90အသက်ခံရတော့မယ်မင်းစဉ်းစားစမ်းမင်းချင်းစဉ်းစားပြီအဲ့တော့ဒီမှန်တဲ့စကားကိုဟုတ်တဲ့အတိုင်းလည်းပြောရတော့မှာမှန်တဲ့အတိုင်းလည်းပြောရတော့မှာအဲ့ဒါသူနဲ့လည်းပြန်သွားဘယ်နဲ့လဲငါလက်ကြည့်ကနေကိုရောကြီးမြင်ခဲ့လားမြင်ခဲ့ပါတယ်မင်းကြီးဟာပြောသားဘယ်လိုမြင်ခဲ့လဲမမတောင်ချီတောဆက်ဇယနာရောက်တော့အသွင်ပြောက်သွားပါတယ်မင်းကြီးငါအဲ့ဒါကြီးပြောတာကွာမင်းတို့အဲ့လိုကိုးကွယ်မှုမှန်တယ်ကွာငါကဒါမျိုးအခြေအနေကြီးကိုးကွယ်တာသူကတော့သူ့စိတ်ကူးနဲ့သူလေးရှင်မြင်ကအသွင်ပြောက်သွားတဲ့ဇံပြန်သွားတယ်လို့သူကောက်တာဘာတဲ့တော့ဇံပြန်သွားတယ်ရှင်ပြရဲ့အဲ့လိုကောက်တာဟိုကပြောတာကအသွင်ပြောက်သွားတယ်ဆိုတာဗာလဲယဟန်အသွင်ပြောက်လူအသွင်ရောက်ကြိုက်တာကောက်လေဟုတ်မလားအေးကြိုက်တာကောက်ဒါကိုတန်ကောက်ကြတာပဲအပြိုကြီးလေယူခြင်းတယ်လို့ပေါ့နေ့လျာတော့ဟောရသေးအပြိုကြီးလေယူခြင်းလာပြီဆိုတဲ့အခါကျတော့ဦးလေးနဲ့တိုင်မယ်တိုင်မယ်ကဦးလေးပြတဲ့လူကငတ်တူမရဲ့အတိတ်နမိတ်တပေါင်းဆိုတာရှိတယ်တူမလေးရဲ့အိမ်တော်မြူဘုရားတည်စင်းမီစုတ်တို့ဤသုံးချက်ချက်မပိုင်နောင်ပြန်ခက်လာခြင်းလေးအဲ့လိုတူကြီးနှစ်ယောက်တိုင်မယ်နေတဲ့အချိန်မှာဘုန်းကြီးကျောင်းကဆွမ်းသားကျောင်းခောက်ပြီး7 နာရီဒူဝေဝေကြီးစီခောက်ဟာတူမကြားလားမအတန်ကြားလားအတန်အဲ့နမိတ်အတိတ်ဆိုတော့ကောင်းမလေးကောင်းပါပြီဘဘရဲ့ဦးကြီးရဲ့အတိတ်ကောက်မကြဘူးရက်ွက်တဲ့မောင်တာဆိုတဲ့ကလေးနဲ့ယူရော
ဟိုမမောက်တာကဂျပိုးသခိုးမလိမ္မာတောက်စားမူရဲ့ဆိုတဲ့အခါကျဦးကြီးကလည်းသိနေတဲ့အတွက်ကြောင့်မလို့ဒါကိုမပြောချင်လို့မကန့်ကွက်ချင်လို့ပြောနေတာတော်သူအတိတ်ကောက်ပြီးတော့ကောက်ယူရော2 လလောက်နေတော့ရှိသမျှမွဲကုန်းအဲကြတော့ငိုကြီးချက်မှန်းနဲ့ဦးကြီးရဲ့လက်ပါချက်ပါပွားတော့ပြတ်ပါပြီဟဲ့ဘာဖြစ်လာတာတော့ညီမမောင်တာဘောမလိမ္မာဟုတ်ကုန်ပြီညီငါပြောသားပဲအိမ်တော်မျိုးဘုရားတည်အတိတ်တပိနဲ့သမီးလည်းအဲ့တော့ဘာမှဦးနဲ့တိုင်မင်တာပဲသမီးလည်းအတိတ်နမိတ်နဲ့သွားတာပဲဘာအတိတ်နမိတ်လို့ဘာဘာနဲ့သမီးနဲ့ဦးနဲ့တိုင်မင်တော့ဘုန်းကြီးကျောင်းကကြီးစီခောက်တယ်လေအေးဟုတ်တယ်လေအဲ့ဒါဒူဝေခောက်တယ်လေတဲ့အေးအဲ့တော့သမီးကဘယ်လိုကောက်လို့ယူလေလို့ကောက်လိုက်တယ်ဘယ်လိုကောက်ဟိုကဒူဝေဒီကပါတယ်လေယူလေအဲ့ဒါကညီအကောက်လွဲတာအမှန်တော့ဒူဝေတဲ့ဒီကောင်လူဘေလူဒီလို့ကောက်ရတယ်ဘယ်လိုကောက်ရလဲစဉ်းစားကိုထင်ကြရင်ရွှေနဲ့အမလေးပုထုဇဉ်တဘာဘာကိုကြည်ညိုပြီလားဟေးဆိုလို့ရှိရင်ပုထုဇဉ်ကနေပြီးတော့မှယဟန္တာဖြစ်အောင်ပြောတယ်ကိုမကြည်ညိုတော့ဘူးလားဆိုအဲ့ဒါယဟန္တာကနေဖိုးသူတော်လောက်ကိုသုံးမရအောင်ပြောပြတာဒါမျိုးလေလောကမရှိလားရှိလားရဲ့ဒါကြောင့်မလို့တို့အားလုံးမိဘညိုကမှန်သောစကားကိုဆိုခြင်းနဲ့ပတ်သက်တော့မှတ်ချက်များဟမ်မှန်တယ်ဆိုတိုင်းစွတ်ပြောလို့မရဘူးဗျအဲ့ကြတော့အလျှောက်ကောင်းတော့အထောင်းတက်တာပေါ့ဗျာနှုတ်ချိုတော့ရှုတပါတဲ့နှုတ်ချိုတော့စံအိုးတဲ့ဟာအစ္စလမ်ဆိုင်နဲ့ဗုဒ္ဓဘာသာဆိုင်ရှင်ထားကြည့်သူတော့2 ချက်ရောက်နေတာဘာဖြစ်လို့ကိုက9 ချက်ရောက်ရလဲစဉ်းစားကြည့်လေဒါစီဝါရေးတိုက်ခိုက်မှုတစ်ခုပဲဟုတ်မလားအဲ့တော့ကိုလည်းရှင်ပြီးတော့မှရောင်းရမှာပေါ့ပြီးတော့မြို့တိုင်းလိုက်ကြည့်ကုံမာဆိုင်ဆိုရင်မွတ်စလင်တွေကြည့်ပဲတို့တောင်ကတထေးတွေဘာလုပ်နေကြအိမ်ဆောက်ပစ္စည်းကိုမရောင်းနိုင်တော့ဘူးလားစက်ကရိယာပစ္စည်းကိုမရောင်းနိုင်တော့ဘူးလားစဉ်းစားပါကိုရွှေမြမာတွေအိပ်ပျော်မနေကြဆမ်းပါနဲ့အားလုံးတော့ပါလားအခုရေတန့်နိစနစ်တွေကကောင်းလာတဲ့အခါကျ RO စနစ်တွေဖြစ်လာတဲ့အခါကျတော့ 0.2 တို့ 0.1 တို့ဖြစ်နေပြီအဲ့ဒီချိန်မှာဗုဒ္ဓဘာသာကမပြင်သေးဘူးကိုရေလက်ကိုမစစ်ဘူး0.30 တို့ဘာလို့ဟာ30 40 50 80ဖြစ်နေပြီတကယ်တမ်းကရိယာနဲ့စစ်လိုက်တဲ့အခါကျတော့ရေညှိတွေကတန်တတ်တွေကထုံးတတ်တွေကကမိကရီအကုန်လုံးထွက်လာရောသူကတိတော့မတောက်တော့ဘူးမတောက်တဲ့အခါကျဒါကြောင့်ပြောတာဒီရေဆိုတဲ့အတိတ်ပဲကုသိုလ်လဲရဝင်လဲဝတယ်ဗါတယ်လေခေတ်တည်းစနစ်တည်း technology ဘိုင်းတွေအကုန်လုံးတွတ်တက်နေပြီဒုံးမေကတမလုံးနဲ့ကလေးစက်တွေအခုမြန်မာပြည်ထဲဝင်လာကုန်ပြီရေစစ်တဲ့စက်တွေရေကိုစစ်တဲ့စက်တွေအကုန်ဝင်လာပြီအမေတို့လိုပညာရှိသူတော်ကောင်းမပြောနဲ့မောင်သွန်းတယ်လို့ငမြောင်းငချောက်လက်ထက်မှာတော့ရောက်နေပြီစဉ်းစားအဲ့တော့ဒီရေနဲ့စစ်လိုက်တဲ့အခါကျတော့ဒါကြောင့်ဘုရားပြောတယ်ရေကိုလည်းကြည့်တော့ဘယ်ဟာမစားဘူးဘယ်ဟာစားမယ်ရှောင်လို့ရမယ်ဘယ်ဟာရေဆိုတာလူတိုင်းနဲ့မသက်ဆိုင်လားသက်ဆိုင်လားသက်ဆိုင်တယ်ဒါကြောင့်အားလုံးကမိခင်ဖခင်ကျေးဇူးရှင်တို့အရာရာတိုင်းမှာစီးပွားရေးကိုလည်းမေတ္တာနဲ့ရှင်ပြီးရောင်းဝယ်တတ်ဖို့အရေးမကြီးလားကြီးလားအလွန်မတန်အရေးကြီးပါတယ်မေတ္တာနဲ့ရှင်ပြီးရောင်းကြပါမေတ္တာနဲ့ရှင်ပြီးဝယ်ကြပါကုသိုလ်လည်းရဝင်လဲဝပါအလုံးတော့ပါလားဟေ့ဒါပြကိုအမျိုးကိုပါတာဘာဖြစ်လဲနှုတ်ချိုတော့ဆိုတော့နှုတ်ချိုစံအိုးတယ်ဗျဟုတ်ပလားအခုတော့စရေးမလည်းကောင်တာမတိုင်းတော့ကိုလုံးမမတော့သူဝန်ထမ်းစိတ်မထားရအောင်မိသားစုစိတ်ထားရတယ်မဝဲချင်းဝဲကြောင်နှုတ်ချိုလေးနဲ့ပြောထားရတယ်ဟိုကမွတ်စလင်တွေသွားကြည့်အမလေးမကြောတာတခုပဲရှိတယ်နော်ဖုံကြီးကိုထတ်နေတာပဲဆရာလေးကြီးကိုထတ်နေတာပဲစကားပြောတာများအချိုတိုင်းအချိုအချင်းတိုင်းအချင်းဖြောရည်ချင်းတိုင်းဖြောရည်လက်ပိတ်ချင်းတိုင်းလက်ပိတ်မကြောတာတခုပဲရှိတယ်မဝဲချင်းဝဲချင်းအောင်ဟိုမှာဆက်ဆံတယ်တို့ကတော့ဟိုပစ္စည်းလေးပါလေးတော့ကြည့်ပါလားမြင်လားဒီပစ္စည်းလေးကြည့်တော့မှပြန်ချတာနောက်ပစ္စည်းလေးတော့ဝယ်လဲမော်ပဲနဲ့ရှုပ်ဒီလိုတို့မိန်းကလေးတွေတို့သမီးတွေသားတွေကအဲ့ဒီစိတ်ဓာတ်မထားနဲ့ဟုတ်ပလားအလုတ်ရှင်ကလည်းကိုယ့်ရဲ့ကျေးဇူးရှင်အဲ့ဒီစိတ်ဓာတ်တွေထားရင်ဘယ်တော့မှအလုတ်သမားဘဝကမတက်ဘူးဘယ်တော့မှအလုတ်ရှင်မဖြစ်ဘူးအားလုံးတော့ပါလားအလုတ်ရှင်စိတ်ထားမှအလုတ်ရှင်ဖြစ်တာတထေးစိတ်ထားမှတထေးဖြစ်တာတထေးသားစိတ်ထားရင်တထေးကုန်ဖြစ်ဘူးတော့ပေါက်လားတထေးသားဆိုတာဘာတော့ဖြုံးအောင်ပြောတာသူကိုယ်တိုင်မရှာဘူးလေဒါကြောင့်မသူတော်ကောင်းတို့ရဲ့ရောင်းတတ်ဝယ်တတ်ဖို့လည်းအရေးမကြီးလားကြည်လားဟာမောတယ်ပင်မနဲ့နော်သေနိသင်ရတာတစ်မျိုးဝိပဿနာရှုတာသေနိသင်တာဝိတ္တဆရာအောင်နေနိသင်ရတာတစ်မျိုးလေယူနိသင်ရတာတစ်မျိုး
မောတယ်စဉ်းစားအကုန်တင်ရတယ်ကဲကြည်စားစဉ်းစားဒါကြောင့်အမိခင်ပါကကျေးဇူးရှင်တို့တားလို့သမီးတို့မနေ့ကတော့လူကြီးတွေအတွက်ဦးစားပေးဟောခဲ့ပါတယ်ခဏကလေးတွေအတွက်ဦးစားပေးဟောနေတာကိုလူကြီးတွေကသဘောပေါက်နားလည်ပေးစမ်းပါအားလုံးအတွက်အရင်မကြည့်လားကြည်လားဟေ့နိုင်ငံတော်ကြီးကောင်းမှုပြုပြင်တယ်ဆိုတာကအထက်ကသမနာကြီးတက်ရောက်တဲ့ပြုပြင်တယ်လို့မရဘူးဗျလွတ်တော်တခုတည်းပြုပြင်တယ်လို့မရဘူးဗျအောက်ခြေကခောက်ရိုးကျွန်းနေတဲ့ဝန်ထမ်းတွေကအစာပြုပြင်မှာရှင်းမလားဟေ့ရိုဟင်ဂျာတွေလက်ထဲကိုမှတ်ပုံတင်ရောက်တာဘယ်သူတွေစီကံဖောက်လို့လဲလာဘကဘောသူတို့တိုင်းပြည်ဖြည့်ဆည်းနေတာရှင်းမရှင်းလားစဉ်းစားပါဟိုတအိမ်ဒီအိမ်တိုးလာတာလည်းပဲသူတို့စီကံဖောက်လို့သူတို့စီးမဲ့ကမ်းမဲ့လုပ်လို့သူတို့ကြက်ကြက်နာအုပ်ချုပ်ရေးညံ့ဖြင်းလို့ရှင်းမရှင်းလားရေဒါပေမဲ့ကိုအမျိုးကိုဘာသာကိုတာနာကာကွယ်စိတ်စောက်ရှောက်ဖို့စိတ်မကူဘူးငါသားမိခါလာဖို့ဝမ်းဝါဖို့အရေးကြီးတယ်ဒီစိတ်တက်နဲ့လုံနေတိုင်းပြည်ကပြတ်မှာပဲအားလုံးတော့ပါလားရေဒါအလုံးမတန်အရေးကြီးလို့ကျေးဇူးဆက်တယ်လို့မှတ်ပါဒီမှာဝန်တန်းသူတော်ကောင်းတွေလည်းအများကြီးမပါဘူးလားပါလားရေကောင်းမွန်တဲ့ဝန်တန်းသူတော်ကောင်းတွေကအဲ့ဒီလိုရုပ်မာတဲ့ဝန်တန်းတွေကြောင့်မလို့တိုင်းပြည်ကပျက်စီးရတာဝန်တန်းကောင်းလေးတွေမျက်နှာငယ်ရရှာတယ်ဟုတ်ကဲ့လားရေဘုန်းတော်ဝန်တန်းတွေအများကြီးနဲ့ဘုန်းကြီးတို့တွေ့ခဲ့ပြီးပြီအထက်တက်ကနေပြီးတော့အောက်ခြေတွေတွေ့တယ်ကောင်းတဲ့ဝန်တန်းတွေအများကြီးဘုန်းကြီးတွေ့ခဲ့ဘူးလေဟုတ်မလားရေအဲ့မကောင်းတဲ့ဝန်တန်းကလည်းပဲဒုနာလားကိုမလားအောင်စိတ်ချပါဆုံးမဆိုလို့နော်သူကဆုံးမဩဘာဒလိမ္မာရေးကြစကားကိုလေတီစားနဲ့တို့လူကြောက်တယ်ဘယ်တော့မှတရားမနာဘူးဒီလိုလူမျိုးတွေဟုတ်ပလားဟဲ့ဒါကြောင့်မလို့ဒီတက်မှာတို့သားတွေတို့သမီးတွေကတကယ်နိုင်ငံရဲ့အနာဂတ်ဝန်ထမ်းကောင်းသားကောင်းသမီးကောင်းတွေပြုလို့အမျိုးသားစာရိတ္တပညာမြင့်မားကြဖို့မလုံလားလို့သလားဟဲ့လို့တယ်နော်ဟိုမှာဝိတုတုကအမှန်တိုင်းပြောလိုက်တဲ့အခါကျတော့မှဟင်ငါ့ကိုကြုံမရဲ့သားတယ်လားဟာတိုင်းမြောက်ကုန်သိကုန်ပြီဟိုပြန်ရောက်တဲ့ကကောသလမင်းကနန်းချပြီအိရှိဆံဘွားကကြာသွားပြီမလိတခါတဲ့ဝါသမခတ္တိကလည်းမိရကောင်ဖြစ်ကကြာဆင်းသွားပြီဟိုမှာအနာဖြစ်သွားပြီလူငယ်ကလေးရဲ့နှလုံးသားတွေကိုကလေးရဲ့အနာဖြစ်သွားပြီအေးငါထိုင်တဲ့နေရာကိုနနို့ရည်တဲ့စိတ်ငါရှင်မြင်းလင်းတို့လဲချောင်းသွင်းနဲ့ငါပလင်ဆေးပြမယ်ဒီလိုလာတာသူလဲရှင်မြင်းဖြစ်ရောမှစစ်တိုက်ပြီလေစစ်တိုက်ပြီဒါကြောင့်အာဃာတကြီးမားသောသူရဲ့လက်ဝဲ၌လောက်ပိုင်ခွင့်အာဏာရရှိခြင်းသည်ပတ်ဝန်းကျင်ကျိန်စာတင့်တာနဲ့အတူတူပဲမှန်လားတစ်ခေါက်ပြန်ပြောမှသိချင်တော့အာဃာတကြီးမားသူတို့ရဲ့လက်ဝဲ၌လောက်ပိုင်ခွင့်အာဏာရှိခြင်းသည်ပတ်ဝန်းကျင်ကျိန်စာတင့်တာနဲ့အတူတူပဲကောင်းချိုးကိုမပြီးတော့ဘူးသူကဟုတ်မလားငါဘယ်တော့ငါတွေ့ထားတဲ့ကောင်ငါလည်းကြတွေ့မယ်ကွအဲ့ဒီစိတ်နဲ့လှုပ်တာတိုင်းပြည်အတွက်လှုပ်တာမဟုတ်ဘူးရှင်းမလားဒါကြောင့်မလို့နေရာတွေလူကြတာဘာဖြစ်လို့တော့စဉ်းစားပါအများအတွက်ဆိုလို့ဒီလောက်လူစရာမလိုပါဘူးဗျာရှင်းမရှင်းလားအတ္တတွေအတွက်နဲ့ပဲဘာဖြစ်တာလူနေကြတာခရိုနီစိတ်ဓာတ်နဲ့လူနေကြတာရှင်းမရှင်းလားအားလုံးတော့ပေါ့လားဒါကြောင့်တိုင်းပြည်ပြည်အလုပ်လုပ်ကြစမ်းပါအရေးမကြီးလားကြည်လားတိုင်းပြည်ကိုချစ်ပါအမျိုးကိုချစ်ပါဘာသာကိုချစ်ပါသာသနာကိုချစ်ပါကိုတိုင်းပြည်ကိုလူမျိုးကိုချစ်ကြစမ်းပါရောင်းတာဝယ်တာတွေစီကန်းရှိတာအိမ်တောင်ပြူတာတွေသမီးတို့သားတို့စီကန်းရှိကြသမှာနှလုံးသားကိုအလိုလိုက်တိတ်မှတ်တဲ့သားသမီးတွေမဖြစ်ပါစေနဲ့ဓက္ကပြောနေတာတမ္မမောလားအရေးကြီးလို့လားကနေ့တော့ဒါဘုန်းကြီးတို့တော့နောက်ဆုံးနေပဲ11ထိဟောမှာဘယ်လောက်ထိဟောမှာလဲ11ဆိုဘယ်လောက်လဲဘာ17တော့အလင်းပဲ11အလင်းပဲစိန်ခေါ်ရဲလားဟိုးခေါ်ရတာဘာသူတို့ဟောတာဘာမဟုတ်ပဲနဲ့ကဲကောင်းပြီဒါပြည့်တို့အားလုံးမိဘညီကောင်မတော့ဟိုမှာကြည့်ဟောသူလဲရှင်ပြောတော့တွားတတ်တာလေဖယားရှိကိုရမြဝင်ပြီးကာကွယ်ပေးတယ်ညာတတစရိယာ3ချိန်3ကကာကွယ်ခဲ့4ချိန်မြောက်ကျတော့ဝိပါကဝေကျွေးသိပြီငါဖယားကာကွယ်လို့မရတော့ဘူးဆိုလိုချင်တာကဒီနေ့ဘုန်းကြီးပါပြောတယ်ညာတတစရိယာဘာစရိယာလဲအဲ့တော့နာရီကတော်တော်စားသွားပြီတော်ပြီဟုတ်မလားတရားအများကြီးဟောလို့ဖြစ်တော့ဘူးအဲ့တော့ဇလန်းတွေထည့်မယ်ဆိုဇာတကနေမှာဟိုခွေးမင်းဇလန်းဝတ္ထုတွေအများကြီးရှိတယ်စင်မင်းဇလန်းမြောက်မင်းဇလန်းအမျိုးကိုစောက်ရှောက်တဲ့ဇလန်းတွေဇာတကနေမှာပါလို့အများကြီးထုတ်ခေါ်မယ်ဆိုဟောလို့မကုန်နိုင်ဘူးဟုတ်မလားထားခဲ့တော့အဓိကလူရင်း point နားလည်ရင်ချစ်တတ်ပြီဘသူဆိုင်ဈေးဝယ်မလဲဘသူဆိုင်ဈေးဝယ်မလဲမေးတာကလားဆိုင်ဘသူဆိုင်ဝယ်မှာတော့ကိုဗုဒ္ဓဘာသာဆိုင်ကိုဝယ်အမေတို့ကလည်း
ကိုဗုဒ္ဓဘာသာဆိုင်မှန်းသိအောင်ဗာရေးထားမလို့ငါတို့ကို6ကိုမရေးခြင်းဗာရေးမလို့ဗုဒ္ဓံဓမ္မံသံဃံရှင်းမလားတတ်တယ်လို့ဆိုသာသနာအလံမှာချိန်ထားလိုက်အောင်ညာဟုတ်မလားယေသာသနာတစ်စိတ်ကလေးဘာဖြစ်လဲစိုက်ဖို့မှာကတ်တာထားလိုက်ဟုတ်မလားယေအဲ့ဒါကိုမျိုးကိုဘာသာကိုသာသနာအတွက်အလုပ်လုပ်ကြရမယ်အားလုံးတော့ပါလားယေဒါကြောင့်မလို့အိပ်ပျော်မနေကြပါနဲ့နိုးထကြပါတော့ဟုတ်လားယေဘာသာရေးနွန်တဲမှာလူမျိုးရေးနွန်တဲမှာနစ်နေပြီဇွန်ပန်းယုံအနီးလှဲဘိန်းကျွနေသည်ဇွန်ပန်းယုံဆိုတာကဖရာတရားတန်ခါယရဏမြတ်သုံးပါးဆိုတာပန်းရဏသုံးမျိုးပြောတာဖရာပန်းတရားပန်းတန်ခါပန်းကိုပြောတာဇွန်ပန်းယုံအနီးဗါတဲ့လှဲဘိန်းကျွနေပြီဟုတ်မလားယေလက်ပတ်ချင်းဆိုတဲ့အမျိုးဘာသာသာသနာရေးဟာနွန်ဆိုတဲ့ဘာသာကြားတွေလက်ထက်ကိုနွန်နေပြီပြောနေတာကျွန်းနေပြီလို့ပြောတာဇွန်ပန်းယုံအနီးလှဲဘိန်းကျွနေပြီကု၍တွန်းပေးကြပါဥဒ္ဒနာနာတဘာဒအားချောင်းနေလို့မရဘူးရှင်းလားဖုံဖုံတဘာတဲ့ပြောနေလို့မရတန်ဃာတွေအကုန်လုံးပါလာမှပြည်သူတရားလုံးပါလာမှကိုယ့်လူမျိုးကိုယ့်ကိုစောင့်ရှောက်ရရောက်မှာပေါ့တော့ပါဗလားနိုင်ငံတော်သမ္မတတူတဲ့ကောင်းတယ်လို့လည်းမရဘူးအမေတော်အောင်ဆန်းစုကြည်ကြောက်တဲ့ကောင်းတယ်လို့လည်းမရဘူးရှင်းမလားအားလုံးစူးစီးညင်ညွတ်ကြဖို့မလုပ်လားလို့လားဒါကြောင့်ခုနကအစပြောခဲ့တယ်လေစုပ်ရင်ပါတယ်ကျဲတယ်ဗါလဲစုပ်ရင်ကျဲတယ်တဲ့ကျဲရင်စုတယ်ကျဲရင်မစုပ်နဲ့စုတာဘာကျဲရင်စုပ်တာလဲမှတ်တာဆိုတော့အဲ့ဒါဘာပြောလဲဆိုတော့ကျဲရင်စုတယ်စုပ်ရင်ကျဲတယ်အရာရာငါဖို့စုပ်ထားလို့ရှိရင်ကိုယ့်စီမှာမိတ်ဆွေအပေါင်းအသင်းတွေတပည့်ကောင်းတွေအကုန်လုံးကကျဲသွားတယ်ဘယ်သူမှကိုယ့်စီမကတ်ချင်တော့ဘူးဒါပြောတာရှင်းမလားစုရင်ဒါကကျဲရင်စုပ်ရင်ကျဲတယ်ကျဲရင်စုတယ်စွန့်ကျဲပိတ်ကမှုရက်ရောလို့ရှိရင်တဲ့တပိတာဝကတွေပြောတယ်လေစုလာတာပဲဘယ်ဘာသာမှာပဲဖြစ်ဖြစ်ဟုတ်ပလားဟိုမှာကြည့်တယ်အစ္စလာမ်တွေကရက်ရောပိတ်ကတဲ့အခါကျတော့ဟိုမှာဝိုင်းစုလာပဲသူစီကိုရှင်းမလားအဲ့ဒါကိုတို့မြန်မာတထေးတွေကအတူယူရမှာနေရာတကခုံနေစိတ်တက်မထားနဲ့နေရာတကငါမိသားစုကျမ်းမာဖို့ကြီးပွားဖို့ပဲမတွက်နဲ့ဟုတ်မလားငါနေရာတကငါတိုက်တလုံးနဲ့နောက်တလုံးဒါပဲစိတ်ကူးမနေနဲ့ဟုတ်အမျိုးဘာသာသာသနာအလုံးလုံးစားတယ်အများကြီးမရှိလားရှိသလားဂုံတုဂုံမြတ်ဘုန်းကြီးရှိကြမှာရေသက်ချမှာအလှလို့အောင်မေစဉ်းစားဟောတစုမြေပေါက်ဖရားတွေကလည်းတဲတာသူကသာမြေပေါက်ဖရားတဲတာနောက်ကဟောတယောက်နဲ့ပါသွားကောင်မလေးတွေကဟမ်ကလာဆွဲသွားပါသွားရောဟုတ်ကောင်းရလားစဉ်းစားအဲ့ဒါဘာကြောင့်လဲကလေးတွေနှလုံးသားတော့ကိုညံဖရားမတဲပေးလို့ဘာဖရားမတဲပေးလို့အဲ့ဒါညံဖရားမတဲပေးတဲ့အပြစ်ပဲဘယ်သူမှအပြစ်မပြောနဲ့ရှင်းမလားဒါကြောင့်နှလုံးသားဝယ်ကိုယ်စီညံဖရားတဲပေးဖို့မလုပ်လားလို့လားအမျိုးဘာသာသာသနာတွေအလွတ်လွတ်ကြဖို့မလုပ်လားလို့သလားဒါထက်ကပြောတာတန်မှန်မို့လားအရေးကြီးလို့လားအရေးကြီးလို့အိုမပုတ်ကြီးအိုပုတ်စင်ကအိုးတွင်နှိတ်ခတ်တဲ့စိတ်ရိုက်လဲမပြတ်မသွေတည်ရှိနေလို့ထိုသွေးသားကလေးများလေဖရားတဲ့စိတ်ဘာသာစိတ်ကိုခတ်နိုင်နိုင်မှသက်ဆုံးကြအောင်ဗုဒ္ဓဝါဒီဆွဲ၍တည်ပြီးကိုယ်စီခတ်နေစေတည်းညင်ညွတ်ကြဖို့စုစည်းကြဖို့စီလုံးကြဖို့မလုပ်လားလို့သလားဒါကြောင့်ကျဲရင်စုတယ်ကျဲရင်ဒါကြောင့်ပဲတွေနှမ်းနေများအရင်ဆုံးဘာလို့ရလဲကျဲရတယ်နောက်ကြအပင်ပေါက်အသီးနှံတွေထွက်လာပြီးတော့ရွှေငွေရတဲ့တွေဘာလို့လာလဲစုလာတာပဲကိုယ်စီလာမစုလားစုသလားဒါကြောင့်စုနိုင်ရင်ချမ်းသာမှာပဲစုနိုင်ရင်ချမ်းသာခြင်းစုနိုင်အောင်စုဖြစ်အောင်စုနိုင်ရင်ဘာလဲချမ်းသာမယ်ဒီစုနိုင်ရင်ဘာလဲဒါပေမဲ့ချမ်းသာခြင်းဘာလို့ရမလဲဒါကြောင့်တော့တို့ကတော့တဆုတည်းစုမှာပဲဟောချမ်းသာခြင်းတာဟုတ်မလားဒါပေမဲ့တို့သူတော်ကောင်းတွေကလည်းတကယ်တမ်းကျတော့စုစည်းညီညွတ်ကြဖို့မလုပ်လားလို့သလားကဲဒါကြောင့်မလို့အမျိုးဘာသာသာသနာတွေဒီလောက်ပြောရင်တော့ကျင့်납ပြီလို့ထင်ပါတယ်ကဲကျင့်납ရင်လည်းတော်ကြတာပေါ့နော်ကဲဒါကြောင့်မလို့ကိုမျိုးကိုဘာသာအတွက်ကိုတိုင်လည်းပဲအမျိုးဘာသာနှလုံးသားနဲ့ဖျားတဲဖို့မလုပ်လားနှလုံးသားမှာဖျားတဲဆိုအနစ်နာကံပြီးတော့မှငါကောင်းစားရေးဝါဒကိုဆွလွတ်လျက်မြင့်မြတ်တဲ့နှလုံးသားနဲ့လောကကြီးကိုအလှဆင်ဖို့မလုပ်လားလို့သလားအတ္တနဲဖို့လိုတယ်အတ္တနဲခြင်းခန္ဓာဘာကြောင့်လိုရမလဲဒါတော့ခန္ဓာကဖြစ်ပြရှုတဲ့ဉာဏ်ကဖြစ်ပြကဘာသစ္စာဟောသိတဲ့ဉာဏ်ကသေသွားမယ်ရုပ်လို့ခရိုနီစိတ်တဲ့အတ္တဝါဒမာနဒိဋ္ဌိသေသွားတာကဘာသစ္စာသေတာလဲ
ဟောသမုဒယတို့ရဲ့ချုပ်ရငြိမ်းရတရားကဘာသစ္စာသစ္စာဘယ်နှချက်လဲအဲ့ဒီသစ္စာလေးချက်နဲ့ကိုက်ညီတာကဗုဒ္ဓတ္တစရိယဘာစရိယလဲအခုလို့ရက်ကျိုးရွာကျိုးတိုင်းကျိုးပြည်ကျိုးအမျိုးဘာသာသာသနာအကျိုးအတွက်အလွတ်လွတ်ဆောင်ရွက်ပေးတာကညာတတ္တစရိယဘာစရိယလဲအဲ့တော့ကိုလုံအောင်များစူးစမ်းလိုက်မယ်ဒီဘာသာဒီသာသနာဒီတရားတော်ဟာကပ္ပငြိမ်းချမ်းရေးတရားဘာတရားလဲအဲ့တော့ဒီတရားတွေပျောက်ကွယ်သွားရင်ကဘာကြီးဟာစူပွက်လာမှာပဲဟုတ်ပလားဟေ့ကဘာကြီးတွေကမိသားစုငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေတယ်ဆိုကိုယ်စီကိုငါခန္ဓာပေါ်ဘာရောက်လုံးမယ်ကဲလောက်ကြတော့ခန္ဓာပြည့်ပြက်ကဘာသက်စာသိတဲ့ဉာဏ်ကသေသွားတဲ့မိစ္ဆာဒိဋ္ဌိခရိုနီစိတ်ဓာတ်တွေကငါသမုဒယရဲ့ချုပ်ရငြိမ်းရတရားကသစ္စာဘယ်နှချက်ရှင်းပြီနော်ဒါကြောင့်မလို့အားလုံးကဘယ်ဘာသာဝင်နေလဲဗုဒ္ဓဘာသာဝင်တော့ဘု து လမ်းစဉ်ကျင့်ရမယ်ဗုဒ္ဓလမ်းစဉ်ဘယ်နှမျိုးလဲပြောပါပါရဲ့တော့လောကတာစရိယညာတတာစရိယဗုဒ္ဓတာစရိယရှင်းမလားဒါကြောင့်စရိယသုံးတွေကျင့်တတ်စေဗုဒ္ဓလမ်းစဉ်ကျင့်စေခြင်းတဲ့ရှင်းပြီနော်တော်ကြပြီနော်ကိုင်းနိုင်လဲကြော်လို့တော်ကြအောင်ဆိုဗျာ